ကျွန်တော်ဖခင်ကသူ့မိတ်ဆွေဟောင်းရဲ့မိဘမဲ့သမီးလေးကိုတနာငဲ့ညာလို့ကုမ္ပဏီမှာအလုပ်တင်အဖြစ်ခေါ်ယူပေးခဲ့ပါတယ်။ဒါပေမဲ့အလုပ်ဆက်ဝင်တဲ့ပထမဆုံးနေ့မှာပဲအဲ့ဒီမိန်းကလေးစီကနေဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ကျွန်တော်တခါမှမမျှော်လင့်ထားခဲ့ဘူး။ကျမဒီမှာအလုပ်လုပ်ရတာအဆင်ပြေပါတယ်ဒါပေမဲ့မစ္စတာစတာလင်ကျေးဇူးပြုပြီးဒါကိုအခွင့်ကောင်းယူပြီးကျမကိုလာမပိုးပန်းပါနဲ့ပြီးတော့ကျမအပေါ်စိတ်ကူးရင်ပြီးတန်ရောစင်တွေဘာတွေလာမတွေ့မိပါစေနဲ့။အစည်းအဝေးခန်းမထဲမှာရှိနေတဲ့အမှုဆောင်အရာရှိအတော်များများဟာအံ့အားသင့်လွန်းလို့စကားပင်မဟနိုင်ပဲတယောက်မျက်နှာတယောက်အကြောင်းသားကြည့်နေကြပြီးလေထုတစ်ခုလုံးဟာလည်းအသက်ရှူရကြမတက်အနေရခတ်သွားခဲ့ပါတယ်။တယောက်တည်းသောတီတီငင်ငင်ရှိနေတာကတော့ကျွန်တော်ပါပဲ။ကျွန်တော်ဟာဘနက်စာကာတာဗဲနက်စကာတိုရဲ့အေးဆက်ခတ်ထန်ပြီးလှပလုံးနဲ့မျက်နှာကိုစိုက်ကြည့်နေမိတယ်။ကျွန်တော်ရင်ထဲမှာတော့ဘာခံစားချက်လိုင်းတပိုးမှထပ်မလာခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဗနက်စာလိုပဲကျွန်တော်လည်းဘဝတစ်ပါးကနေပြန်လဲငွေဖွာလာခဲ့တယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်သိနေလို့ပါပဲ။ပြီးခဲ့တဲ့ဘဝတုန်းကလည်းကျွန်တော်ဖခင်ဟာသူ့မိတ်ဆွေဟောင်းရဲ့မိဘမဲ့သမီးလေးဖြစ်တဲ့ဗနက်စာကိုကုမ္ပဏီထဲခေါ်လာခဲ့ပြီးကျွန်တော်ကတော့အေးဆက်ဆက်နဲ့မာနာကြီးပြီးထက်မြက်လာတဲ့ဒီမိန်းကလေးကိုမြင်ချင်းပဲအသေးအတန်ဆွဲလန်းနဲ့တက်ခဲ့မိတာပေါ့။စတာလင်အုပ်စုရဲ့တူဦးလေးသောအမွေခံဖြစ်တဲ့ကျွန်တော်ဟာကျွန်တော်မှရှိတဲ့လုပ်ပိုင်ခွင့်တွေအဆက်အသွယ်တွေနဲ့အရင်မြင့်မှန်သမျှကိုသူမအတွက်ပုံပေါ်ပေးခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေကိုလက်တွဲပြီးတဆင့်ချင်းတင် जाပေးခဲ့တယ်လို့သူမရှိကအခက်ခဲမှန်သမျှကိုဖယ်ရှားအားပေးခဲ့ပြီးဘာမှမသိတဲ့အလုပ်တင်ဘဝကနေစတာလင်သမိုင်းတစ်လျှောက်အသက်အငယ်ဆုံးဒုတိယဥက္ကဋ္ဌရာထူးအထိမြင့်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့သူမဒုတိယဥက္ကဋ္ဌကလထိုင်ပေါ်ရောက်တာနဲ့ပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့သူမရဲ့ရည်စားဦးဖြစ်တဲ့ဟေးအုပ်စုရဲ့ရွှေတစိမ့်အမွေခံထရစ်စတန်ဟေးနဲ့ပူးပေါင်းပြီးစတာလင်ရဲ့ရှယ်ယာတွေကိုမတမာနီနဲ့ရယူကကျွန်တော်တို့မိသားစု30တိုင်တိဆောက်ခဲ့တဲ့အင်ပါယာကြီးတစ်ခုလုံးကိုဝါမျိုးပစ်လိုက်တာပါပဲ။မိုးရွာနေတဲ့အဲ့ဒီညကိုကျွန်တော်အခုထိမှတ်မိနေသေးတယ်။သူမဟာစမကြကြချုပ်လုပ်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ပြီးကျွန်တော်ရဲ့မိဘနှစ်ပါးရှိအဲ့ဒီအစည်းအဝေးခန်းမထဲမှာတင်စတာလင်ကုမ္ပဏီကြီးဒေဝါလီခံသွားပြီးဖြစ်ကြောင်းနဲ့ပိုင်ရှင်ပြောင်းတော့မဲ့အကြောင်းလာရောက်ကြေညာခဲ့တာသူမမထွက်သွားခင်မှာကျွန်တော်ကိုကြည့်ခဲ့တဲ့မျက်ဝန်းတွေဟာရေခဲလိုအေးဆက်နေပြီးစီးပွားရေးစစ်ပွဲမှာအချစ်ဆိုတာမရှိဘူးအတွင်အမျက်ပဲရှိတယ်နှုတ်ဆက်ပါတယ်လို့ပြောသွားခဲ့တယ်။အခုတော့အဲ့ဒီလိုမာနထောင်လာပြီးတော်ဝင်မင်းသမီးလိုဟန်ဆောင်နေတဲ့ဗနက်စာရဲ့မျက်နှာကိုပြန်မြင်ရတဲ့အခါကျွန်တော်ရင်ထဲမှာယုံရှာမုန်းတီးမှုတွေပဲရှိတော့တယ်ကျွန်တော်စီကနေအေးဆက်ဆက်ရေတံတစ်ခုထွက်လာပြီးဖေကြည့်ရတာမစ္စကာရာကကျွန်တော်တို့ကုမ္ပဏီကပေးတဲ့အခွင့်အရေးကိုတိတ်တဘောကြဖို့မရဘူးအဲ့ဒီတော့တခြားတယောက်ယောက်ကိုပဲရွေးလိုက်ကြရအောင်ဗျာအဖိုးတန်တဲ့ယာတူးနေရာကိုအလားဟတမဖြစ်စေချင်ဘူးလို့ပြောလိုက်တယ်။ဗနက်စာတကူလုံးတောင့်တင်းသွားပြီးပြတလဲဖြစ်သွားကကျမဆိုလိုတာကအဲ့ဒီလိုမဟုတ်လို့လာရှင်းပါတယ်သူမရဲ့တည်ငြိမ်မှုတွေပြသွားတာကိုကြည့်ပြီးကျွန်တော်ပြောလိုက်မိတယ်။နောက်တစ်နေ့မှာတော့ကျွန်တော်ဟာထုံးစံအတိုင်းရိုးရိုက်စကားကြီးနဲ့အပြင်ထွက်ဖို့ပြင်ဆင်နေတော့ကျွန်တော်ရဲ့အိမ်စေကြီးကရိုးတေနဲ့ကားတကားဖွင့်ပေးတဲ့အချိန်မှာပဲဗနက်စာကကားထဲကိုအရင်ဦးအောင်တိုးဝင်ထိုင်လိုက်ပါတယ်Edwin ရှင်ကျမကိုလာမဖုံပါနဲ့နားကပ်ဖို့လည်းမစင်စားပါနဲ့လို့မနေ့ကလေးကပြောထားတယ်နော်လို့သူမကဆိုပါတယ်ကျွန်တော်တကယ်ပဲစကလုံးပျောက်ချသွားရတယ်ဒါကျွန်တော်ကားလေပြီးတော့ကျွန်တော်ကဘယ်သူနဲ့မှကားအတူစီးလေးမရှိဘူးအခုချက်ချင်းစင်းဗနက်စာဟာကျွန်တော်ဒီလောက်အထိပြောင်းလဲသွားလိမ့်မယ်လို့ဘယ်တော့မှထင်မှတ်မထားခဲ့တဲ့အတွက်အံ့ဩသွားပေမဲ့ကျွန်တော်စကားကိုလစ်လူရှုပြီးကျမကလမ်းကြုံလိုက်စီးုံတင်ပါရှင်ကဒီလောက်အထိရက်ဆက်ဖို့လို့လာလို့ပြန်ပြောတယ်သူမကကျွန်တော်ကိုဟန်ပြနေတာလို့ထင်နေတာဒါပေမဲ့ကျွန်တော်ကားထဲဝင်ထိုင်လိုက်တဲ့ခဏမှပဲသူမဟာကျွန်တော်နဲ့လေတရှူရတာကိုတောင်ဆက်ဆုပ်ရွှာနေတဲ့ပုံစံမျိုးနဲ့ကားပေါ်ကနေချက်ချင်းဆင်းသွားခဲ့ပါတယ်။ဝေါ်တာမောင်းတော့ဟုတ်ကဲ့ပါတခင်လေးနောက်ဆုံးတော့ကျွန်တော်စိတ်အေးချမ်းသာနဲ့ယုံသွားလို့ရခဲ့ပါပြီ။အလုပ်စင်းချိန်ရောက်တော့ကုမ္ပဏီဝင်ပေါက်မှာဖြတ်တန်းသွားလာနေတဲ့ကားတွေကိုကျွန်တော်အပေါ်ကနေလှမ်းကြည့်နေမိတယ်ကြည့်ရတာပြီးခဲ့တဲ့ဘဝကသွေးဆုပ်ဖို့ကောင်တွေပြန်ရောက်လာကြပြီးထင်ပါရဲ့ရောက်လာတဲ့လူကတော့ဟေးအုပ်စုရဲ့အမွေခံထရစ်စတန်ဟေးပါပဲသူကဗနက်စာရဲ့မျက်နှာကိုကျွမ်းကျင်ပိုင်နိုင်တဲ့အမူအရာနဲ့ဖော်ခွာလေးပုတ်တက်ပေးနေတဲ့အဲ့ဒီအချိန်မှာပန်းပွင့်ပုံစံအင်ဂျီဝတ်ထားတဲ့သွေးဆုပ်ဖောင်ကောင်တစ်ယောက်ကမဖြစ်နိုင်တာဗနက်စာလားနင်တကယ်ပဲစတာလင်ဌာနချုပ်မှာအလုပ်ရတာလားကြားတာတော့ဒီမှာတာမန်ဝန်ထမ်းတွေတောင်3နှလုံးမှအမြဲတမ်းဝန်ထမ်းဖြစ်တာတဲ့နင်ကတော့အလုပ်တင်ဘဝနဲ့တန်းဝင်သွားတာပဲနင်မှာဒီလိုအဆက်အသွယ်ရှိတာတကယ်အားကြဖို့ကောင်းတယ်နင်တော့ယာထူးတွေတရားဟောတတ်တော့မှာပဲဟေးအလှလေးဒီတစ်ပတ်ပရက်ကမစ္စတာဟေးရဲ့မွေးနေ့လေးစတာလင်ကုမ္ပဏီကတီးတန့်ဖွင့်ထားတဲ့အစင်းမြင့်ပုဂ္ဂလိကကလပ်ကိုငါတို့ကိုလိုက်ပြပါဦးလို့မြှောက်ပေးပါတယ်ဂျင်းအင်ဂျီဝတ်ထားတဲ့နောက်တစ်ယောက်ကလည်းဝင်ထောက်ခံပြီးဟုတ်တယ်ငါအဲ့ဒီနေရာကိုသွားချင်နေတာကြာပြီဗနက်စာငါတို့အတွက်စီစဉ်ပေးပါဦးလို့ဆိုတော့ဗနက်စာကကုမ္ပဏီစည်းကမ်းအရအဲ့ဒီကလပ်ကစီးပွားရေးဖောက်တယ်တွေအတွက်ပဲတီးတန့်ဖွင့်တာအများပြည်သူကိုပေးမဝင်ဘူးလို့ညင်းပါတယ်ဒါပေမဲ့ဟိုလူတွေကဗနက်စာအဲ့လိုတော့မလုပ်ပါနဲ့မစ္စတာဟေးကတကယ်ပဲသူစိမ့်မို့လို့လားသူကနေရီစားပဲဥစ္စာမစ္စတာစတာလင်ကိုတွားပြောလိုက်ရုံပဲဟာသူမဖြစ်သူကတောင်းဆိုရင်ဘာလို့မရပဲရှိမလဲပြီးတော့နင်ကစတာလင်တို့ရဲ့ဆိုင်ကြီးမှာပဲနေနေတာမဟုတ်ဘူးလားလို့ထပ်ပြောကြတယ်ဟုတ်သားပဲဗနက်စာကစတာလင်ဆိုင်ကြီး Sterling Manor မှာနေတာပဲဗနက်စာကစိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းပြီးအဲ့ဒီအိမ်ကစီကန်းကြီးတဲ့ပြင်ပလူလုံးဝပေးမဝင်ဘူးကလပ်ကိုပဲခွင့်ပြုချက်တောင်းကြည့်ကြရအောင်လို့ပြောလိုက်ရတယ်အဲ့ဒီတော့ထရစ်စတန်ကသူပဲအကုန်လုံးကိုလွှမ်းမိုးထားနိုင်တယ်လို့ပုံစံနဲ့ကဲဒါဆိုရင်တော့ပြီးရောငါဦးလေးစတာလင်ကိုတွားပြောလိုက်မယ်အဆင်ပြေမှာပါအလှလေးငါတို့ကိုစိတ်မပြတ်စေနဲ့တော့လို့ပြောပါတယ်ကျွန်တော်ဒါတွေအားလုံးကိုတိတ်စိတ်ပဲစောင့်ကြည့်နေခဲ့တဲ့အရင်ဘဝတုန်းကဘာလို့ဒါတွေကိုမမြင်ခဲ့မိပါလဲဗနက်စာဟာတကယ်ကိုမျက်နှာနှမျိုးနဲ့မိန်းကလေးပဲသူများရဲ့ဂယုဏနဲ့အမိတဟဲပြုနေထိုင်နေရပြီးတော့စတာလင်အိမ်တော်ကိုကြတော့မျက်တောင်တစ်ချက်မခတ်ပဲစီကန်းကြီးတဲ့အိမ်တော်ဆိုပြီးတိတ်ခါချရဲအကယ်၍ကျွန်တော်အခုချက်ချင်းအောက်ဆင်းသွားပြီးသူမရဲ့မျက်နှာဖုံးကိုခွာချလိုက်ရင်ဘယ်လိုဇလန်းမျိုးဖြစ်သွားမလဲ
ရုတ်တရက်အတွေးတစ်ခုဝင်လာတာနဲ့ကျွန်တော်လက်ပြီးအင်စီဝေါ်တာကိုဖုန်းခေါ်လိုက်တဲ့ကုမ္ပဏီဝင်ပေါက်နဲ့ရင်ပြင်များပြည်သူဆိုင်ရာနေရာအားလုံးကိုမိမိရရိုက်ကူးထားတဲ့ဒီညရဲ့ခရီးမှတ်တမ်းအားလုံးကိုကူးယူပြီးပတ်ခတ်လုပ်ထားဖို့ကျွန်တော်အမိန့်ပေးလိုက်ပါတယ်နောက်တစ်နေ့မနက်စာစားချိန်မှာတော့ကျွန်တော်ဟာဖခင်ဖြစ်သူနဲ့အတူထမင်းစားခန်းထဲမှာရှိနေတော့မနက်စာတယောက်အပေါ်ထက်ကနေနောက်ကျပြီးဆင်းလာပါတယ်မင်္ဂလာနံနက်ခင်းမှာမနက်စာလားမနက်စာတူစားရအောင်လို့ဖခင်ဖြစ်သူကနှုတ်ဆက်ပါတယ်မနက်စာကခက်တိုးတိုးပဲပြန်ဖြေပြီးကလတ်ထိုင်ကိုဆွဲကထိုင်လိုက်တဲ့ကော်ဖီတမုံတောက်ပြီးခဏရက်ကဦးလေးစတာလဲကျမဆွေးနွေးချင်တာလေးတစ်ခုရှိလို့ပါဒီတစ်ပတ်ပိတ်ရက်မှာကျမတငယ်ချင်းတယောက်ရဲ့မွေးနေ့ရှိလို့အဲ့ဒါကုမ္ပဏီပိုင်အစင်းမြင့်ကလပ်မှာမွေးနေ့ပါတီလေးလုပ်ခွင့်ရမလားလို့ပါလို့မေးပါတယ်ကျွန်တော်တကယ်ပဲရေချင်စိတ်ကိုအောင့်ထားလိုက်ရတယ်ဒီမိန်းကလေးကတကယ်ကိုအရှက်မရှိတောင်းဆိုရတာပဲစတာလင်ရဲ့ကလပ်မှာပါတီလုပ်မယ်ဟုတ်လားကျွန်တော်ဖခင်ကပါဇက်ကိုတုပ်ပြီးမနက်စာအဲ့ဒီနေရာကစီးပွားရေးဖောက်တယ်တွေအတွက်ပဲကုမ္ပဏီရဲ့ပိုင်ဆိုင်မှုနဲ့လက်ပတ်နေတာမို့နိုင်ပိုင်းလောက်တောင်ပေးသုံးလို့မရဘူးလို့ညင်းလိုက်ပါတယ်မနက်စာကဆိုအတင်းပဲဒါပေမဲ့ကျမသူတို့ကိုဂတိပေးလိုက်ပြီးဦးလေးစတာလင်ရဲ့လို့ထပ်ပူစားတော့ကလပ်ကတကယ်ပဲအဆင်မပြေဘူးဒါကကုမ္ပဏီရဲ့ပိုင်ဆိုင်မှုကိုပိုင်အပန်းဖြေစင်တာမဟုတ်ဘူးပိတ်ရရောက်ဖို့လိုသေးတာပဲတမိတငယ်ချင်းတွေကိုစောစောစီးစီးပြန်ရှင်းပြလိုက်ပါလို့ဖခင်ကပြောပါတယ်သူစကားတော့မဆုံးသေးခင်မှာပဲမနက်စာကကော်ဖီခွက်ကိုစောင့်ချပြီးသူမအခန်းထဲကိုပြန်ပြေးဝင်သွားပါတယ်မနက်စာမစားဘူးလားမစားဘူးလို့အခန်းထဲကနေအော်ပြောတယ်မနက်စာခဏနေဦးမနက်စာသမီးကလုပ်ငန်းခွင်ထဲကိုအခုမှရောက်ခါစားဒါကအတွေ့အကြုံယူရမယ့်အရေးကြီးတဲ့အချိန်ပဲအလုပ်ကိုပဲဦးစားပေးပြီးဟေးအုပ်စုကလူတွေနဲ့ဝေးဝေးနေစမ်းပါနားလည်လားလို့ဖခင်ကလှမ်းပြောတဲ့အခါမနက်စာကအခန်းထဲကထွက်လာပြီးစကားနာထိုးပါတယ်ဦးလေးစတာလင်ကကျမကိုစောင့်ရှောက်ပေးခဲ့တာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒါကကျမရဲ့ပုံကိုယ်ရေးလွတ်လပ်ခွင့်ကိုဝင်ဆွတ်ဖက်လို့ရတယ်လို့မဆိုလိုပါဘူးကျမလမ်းညွှန်မှုကိုလိုချင်ရင်လိုချင်မယ်ဒါပေမဲ့ဆရာလာလုပ်တာမျိုးတော့မလိုချင်ဘူးအဲ့ဒီမှာကျွန်တော်ကဝင်ပြောလိုက်တယ်ဖေဖေသူတစ်ပါးရဲ့ကံကြမ္မာကိုလေးစားပေးလိုက်ပါကဲတင်ရှင်စိတ်သက်ကြီးကိုဆွတ်လွတ်လိုက်စမ်းပါဒါဖေဖေကိုယ်တိုင်ကျွန်တော်ကိုတုံတင်ခဲ့တာမဟုတ်လားဗနက်စာကကျွန်တော်ကိုစူးစူးဝါးဝါစိုက်ကြည့်ပြီးအဲ့ဒရင်ရှင်လဲကျမကိုလာပြီးစကားနာမထိုးနဲ့ချမ်းသာတော့ဘာဖြစ်လဲကျမလည်းချမ်းချမ်းသာသာနေခဲ့ဘူးတာပဲဘာမှထူးခြားတာမဟုတ်ဘူးဒီတစ်ခါတော့ကျမအလျှော့မပေးဘူးထရစ်စတန်ရှင်ဒါကိုမေးပြစ်လိုက်လို့ရတယ်လို့ပြောပါတယ်အဲ့လိုဆိုရင်လဲမင်းပါလို့အလုံးမထွက်ပဲနေနေတာလဲထွက်လိုက်လေမင်းရမယ့်မျက်နှာကြီးကတော့အတူတူပါပဲဒီနေ့ပဲစာရွက်စာတမ်းတွေအကုန်အပြီးဖြတ်ပေးမယ်လို့ကိုကျွန်တော်ကိုယ်တိုင်စီစဉ်ခိုင်းလိုက်မယ်ဖေဖေလို့ကျွန်တော်ကဆိုလိုက်တော့ဗနက်စာတယောက်ထိုင်ရာကနေဝုန်းကနေထွက်ပြီးရှင်ကျမကိုအလုပ်ထုတ်ပိုင်ခွင့်မရှိဘူးဦးလေးစတာလင်ကကျမကိုအလုပ်တင်အဖြစ်ခေါ်လာတာလို့အော်ပါတော့တယ်ကျွန်တော်ဖခင်ကခဏလောက်စဉ်းစားပြီးခဲ့နှစ်ယောက်လုံးတော်ကြတော့အလုံးနောက်မကြအောင်စောစောထွက်ကြလို့ဖြန့်ဖြေပေးခဲ့တယ်သူထွက်သွားပြီးနောက်ဗနက်စာကကျွန်တော်ကိုမျက်စောင်းတစ်ချက်ထိုးပြီးဒေါသတကြီးထွက်ခွာသွားပါတယ်ကျွန်တော်ဖခင်ကတကယ်ကိုစိတ်နှလုံးနှူးညံ့လုံးသူပါကြည့်ရတာဒီတစ်ခါတော့မိရှိန်ကိုနည်းနည်းမြင့်ပေးရတော့မယ်ထင်တယ်ပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်ကလပ်မှာမူးပြက်နေတဲ့အချိန်ဗနက်စာကကျွန်တော်ဖုန်းကိုခိုးယူပြီးကုမ္ပဏီရှယ်ယာတွေကိုလွှဲပြောင်းပစ်ခဲ့တာအဲ့ဒီတုန်းကခရစ်စတန်ကဗနက်စာကိုဗနက်စာအဲ့ဒီညကတကယ်ကိုရင်သက်ရှုမောခွေပဲဒါကငါဘဝမှာရခဲ့ဘူးသမျှအကောင်းဆုံးအရာပဲလို့ပြောပြီးကျွန်တော်ကိုလှည့်ကြည့်ကဒါကမွေးနေ့လက်ဆောင်ယူဆိုပြီးနောက်ဆုံးစကလုံးတွေနဲ့လှောင်ပြောင်သွားခဲ့တာကိုကျွန်တော်ခက်ရေးကြခဲ့ရတယ်အဲ့ဒီအကြီးတန်းလာတဲ့အတိတ်ဆိုးကြီးကိုပြန်တွေးမိပြီးကျွန်တော်တပြင်းတစ်ချက်ချလိုက်မိတယ်ကောင်းပြီလေဒီတစ်ခါတော့အဲ့ဒီမွေးနေ့လက်ဆောင်ဟာမင်းတို့နှစ်ယောက်စလုံးဘဝတစ်သက်တာလုံးမေ့လို့မရမယ့်လက်ဆောင်မျိုးဖြစ်စေရမယ်ပြီးတော့ကျွန်တော်ဖခင်ဖြစ်သူစီဖုန်းဆက်လိုက်တယ်ဟဲလိုဖေဖေဒီပိတ်ရက်မှာဖေဖေနဲ့အမှုဆောင်အရာရှိတချို့အတွက်ဒီပကလုပ်ငန်းခွင်အစ်စ်ကိုတွားရောက်လေ့လာဖို့လေရင်လက်မှတ်တွေပို့ကင်လုပ်ပေးထားပါတယ် project file တွေကိုဖေဖေ email ထဲပို့ထားတယ်တော့ဟုတ်ကဲ့ဒီ project ကတကယ်ကိုအလားအလာကောင်းလို့ဖေဖေကိုယ်တိုင်တွားကြည့်တင်ပါတယ်ပြီးတော့နောက်ထပ်ဖုန်းတစ်ခေါ်ထပ်ခေါ်လိုက်တယ်ခဏကြာမှတော့ကျွန်တော်နဲ့ဗနက်စာတို့ရုံးကိုကားတစ်စီးနဲ့အတူတူတွားကြပါတယ်ဝေါ်ဒါကျွန်တော်ဖေဖေဒီပိတ်ရက်မှာဒီပကိုလုပ်ငန်းခွင်လေ့လာရေးတွားမလို့အမှုဆောင်တွေအတွက်လေရင်လက်မှတ်အပို့အချို့ထပ်စီစဉ်ပေးလိုက်ပါဦးဟုတ်ကဲ့ပါတခင်လေးခဏနေရင်စည်ရင်တွက်ပြီးစီစဉ်လိုက်ပါမယ်အခုတော့ငါးစာကရေထဲကိုရောက်သွားပြီးဗနက်စာမင်းငါကိုစိတ်မပြတ်စေနဲ့နော်ခရီးထွက်မဲ့နေ့ရောက်တော့ကျွန်တော်ဟာဘိုက်ကိုနှိပ်ပြီးဖခင်ဖြစ်သူကိုအားနာတဲ့မျက်နှာပေးနဲ့ဖေဖေကျွန်တော်ဘိုက်အောင်နေလို့ဖေဖေတို့နဲ့လိုက်လို့မရတော့ဘူးထင်တယ်လို့ပြောလိုက်တယ်အခြေအနေတိတ်ဆိုးလို့လားဆရာဝန်ခေါ်လိုက်ရမလားလို့ဖခင်ကစိုးရိမ်တကြီးမိတော့ရပါတယ်တာမန်ဘိုက်အောင်တာမို့ခဏနားလိုက်ရင်တက်တာသွားမှာပါဖေဖေတို့ခရီးစဉ်ကိုမနှောက်နေပါစေနဲ့လို့ကျွန်တော်ကအပြုံးနဲ့ပြန်ဖြေခဲ့တယ်ကျွန်တော်ဖခင်ဟာအစီအစဉ်တိုင်းခရီးထွက်သွားခဲ့ပါပြီအခုဆိုရင်ဇက်စင်ကြီးကအစင်သင့်ဖြစ်နေပြီပေါ့ကျွန်တော်တငယ်ချင်းစီဖုန်းဆက်လိုက်တယ်ရိုင်ယန်ငါတို့နေခင်းကြရင်စုံကြရအောင်တခြားလူတွေကိုလည်းခေါ်ခဲ့ဦးဟိုကြိုက်ဆုံးဆိုင်ပါပဲအဒရီယာဘာလို့အပြင်မှာစားမှလဲမင်းရဲ့တီးတန့်စားဖို့မှုချက်တဲ့ကန်တုံဟင်းလျာကအကောင်းဆုံးဥစ္စာကိုကျွန်တော်ကလက်ဖက်ရည်တငုံတောက်ပြီးအပြင်မှာကပိုပြီးပေါ့ပေါ့ပပရှိလို့ပါစားပြီးရင်ငါရုံးခန်းထဲသွားပြီးစကားပြောကြတာပေါ့အဲ့ဒီမှာ professional ကြတဲ့အစည်းအဝေးကန်းရှိတယ်လေလို့ပြောလိုက်တော့တငယ်ချင်းတွေကအတိတ်ပဲပါပြုံးကြတယ်စားတောက်နေတဲ့အချိန်ဝက်လောက်မှာပဲကျွန်တော်အပြင်ခဏထွက်ပြီးဖုန်းထဲကနေရုံးခန်းရဲ့ခီးကစောင့်ကြည့်ရေးစနစ်ကိုဖွင့်ကြည့်လိုက်တယ်အဲ့ဒီသွေးဆုပ်ဖို့ကောင်တွေဟာကျွန်တော်ရုံးခန်းထဲမှာအထုပ်ပိုးတွေဖိုင်တွေကိုမှွေးနောက်ရှာဖွေနေကြပြီဟေ့ကောင်တွေငါဘာတွေ့လဲကြည့်ဦးဆိုပြီးသူတို့ကကုမ္ပဏီရဲ့စီးပွားရေးလိုအပ်ချက်တွေကိုဖုန်းတွေနဲ့တစ်ဖြက်ဖြက်တပ်ပုံရိုက်နေကြတယ်ကွက်တီပဲအင်စီဝါတာစီကဖုန်းဝင်လာတယ်တခင်လေး
မစ္စကာတာရဲ့တငယ်ချင်းတွေတခင်လေးရဲ့ရုံးခန်းထဲဝင်သွားပြီးဖိုင်ကက်ပိနက်တွေကိုမှွေနေကြပါတယ်ကျွန်တော်သွားတိုက်ရမလားဗျာကျွန်တော်ကရေမောပြီးရပါတယ်သူတို့ကိုပိတ်ရက်မှာအေးအေးဆေးဆေးအပန်းဖြေခွင့်ပေးလိုက်ပါဖိုင်တွေကိုနည်းနည်းပါးပါးကြည့်အောင်နဲ့ဘာမှမဖြစ်ပါဘူးလို့ပြောလိုက်တယ်ခက်ထွေးကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာယူရှာမှုတွေတလိမ့်လိမ့်တက်လာမိတယ်ဗနက်စာမင်းငါကိုစိတ်မပြတ်စေနဲ့တစ်ဖက်မှာလည်းကျွန်တော်ကတငယ်ချင်းတွေကိုဆက်ပြီးဧည့်ခံနေတယ်မင်းတို့စားလို့ပြီးကြပြီလားငါရုံးခန်းကအပေါ်ထပ်တင်ပဲသွားကြရအောင်ကဲသွားစို့ဒီတစ်ခါမင်းဘာ project အသစ်ထုတ်မလဲဆိုတာကြည့်ချင်လာပြီလို့ပြောပြီးကျွန်တော်ကတငယ်ချင်းတွေကိုရုံးခန်းစီဥဆောင်ခေါ်သွားခဲ့တယ်တကယ်ပြကွက်ကအခုမှစတော့မှလေတခင်လေးဟေးအုပ်စုကလူတွေကိုအောက်ထပ်ဧည့်ခန်းကိုခေါ်သွားပါပြီမစ္စကာရာနဲ့မစ္စတာဟေးတို့ကတော့တခင်လေးရုံးခန်းရဲ့အတွင်းခန်းထဲမှာရှိနေတော့မှာပဲလို့ဝေါ်တာကတိုးတိုးလေးလာသတင်းပို့တယ်အတွင်းခန်းထဲမှာဟုတ်လားဟေးကောင်တွေငါထင်တာတော့အဲ့ဒီနှစ်ယောက်အဲ့ဒီရုံးခန်းထဲမှာစီးပွားရေးအစီအစဉ်တွေအကြောင်းဆွေးနွေးနေကြတယ်ထင်တယ်ကျွန်တော်ခြေလမ်းတွေကိုတွတ်လမ်းပြီးရုံးခန်းတကားကိုဝုန်းကနေတွန်းဖွင့်လိုက်တဲ့အခါမျောလင့်ထားတဲ့အတိုင်းပဲအဲ့ဒီနှစ်ယောက်ဟာတယောက်နဲ့တယောက်ရစ်ပတ်ဖက်တွေ့နေကြတာကိုမဟန်မပန်တွေ့လိုက်ရပါတော့တယ်အဲ့ဒီအလုပ်တင်ဗနက်စာကဘာလို့မင်းရုံးခန်းထဲရောက်နေတာလဲပြီးတော့ဟေးအုပ်စုကခရစ်စတန်ဟေးလဲပါပါလားသူကဘာလို့မင်းတို့ကုမ္ပဏီထဲရောက်နေတာလဲဘာတွေဖြစ်နေတာလဲဟုတ်စားလို့တငယ်ချင်းတွေကအံ့ဩတကြီးမေးကြတယ်ငါလည်းဘာမှမသိပါဘူးကွာငါတက်ပုံချို့ရိုက်ထားရင်စိတ်ဆိုးမလားလို့ပြောပြီးကျွန်တော်ကကင်မရာရှက်တာကိုတစ်ဖြက်ဖြက်မြဲဆန်နှိပ်လိုက်တယ်ခရစ်စတန်ရဲ့မျက်နှာဟာဒေါသကြောင့်မြင်သွားပြီးမင်းတည်ခြင်းလို့လားအခုချက်ချင်းထွက်သွားစမ်းလို့អော်တယ်စတာလင်ရဲ့ကိုပိုင်နယ်မြေပေါ်မှာငါတို့ကိုထွက်သွားခိုင်းရအောင်မင်းကဘယ်သူမို့လို့လဲဒါကပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကိုချိုးဖောက်တာပဲလို့သူကထပ်អော်တော့ကျွန်တော်သဘောကျသွားပြီအော်မင်းတို့ကပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ချိုးဖောက်တယ်ဆိုတဲ့စကားလုံးကိုလည်းတီးသားပဲဒါဆိုရင်တော့ရှင်းရတာပိုလွယ်သွားပြီပေါ့လို့ပြောပြီးဗနက်စာဖက်လက်ကဗနက်စာမင်းကတော့တကယ်ပဲလောက်ရက်ပေးငါရုံးခန်းနဲ့လူတွေခေါ်လာပြီးဖိုင်တွေကိုမှွေခိုင်းတဲ့ကုမ္ပဏီရဲ့စီးပွားရေးလျှို့ဝှက်ချက်တွေကိုခိုးဖို့ကြိုးစားတယ်မင်းသူ့ကိုဒီလောက်တောင်ချစ်နေတာလားဒါဆိုရင်လည်းတခါတည်းစတာလင်ရဲ့ရှယ်ယာတွေကိုပါသူ့လက်ထဲထိုးအပ်လိုက်ပါလားကဲအခုမင်းရဲ့ရီးစားကိုခေါ်ပြီးစတာလင်ကုမ္ပဏီထဲကနေအခုချက်ချင်းထွက်သွားတော့လို့နှင်ထုတ်လိုက်တယ်ဒါကိုကြားတော့ထရစ်စတန်ကဗနက်စာကိုဇဝေဇဝါနဲ့လှည့်ကြည့်ပြီးဒါပါရီလဲဗနက်စာမင်းပဲစတာလင်မိသားစုကမင်းကိုသမီးရင်းလို့ဆက်ဆံတာဒီကုမ္ပဏီကစောစီမင်းလက်ထဲရောက်မှာဆိုပြီးပြောခဲ့တာမဟုတ်ဘူးလားဒါပေမဲ့ဗနက်စာကကျွန်တော်ဘက်ကိုရန်ထောင်ပြီးရတွင်မင်းတကယ်လူရုပ်မှာပဲမင်းကနဲ့တွဲချင်လို့ဒါတွေလောက်တာမဟုတ်လားအိမ်မက်ပဲမလိုက်စမ်းလို့អော်ပါတယ်ကျွန်တော်စိတ်ပြက်လက်ပြက်နဲ့ခက်ဖောက်ခွာရေမောလိုက်ပြီးဗနက်စာမင်းရဲ့အုံနောက်ကပဲကြီးမလာတာလားဒါမှမဟုတ်အသိဉာဏ်ပဲမရှိတာလားမင်းယောဂဖြစ်နေရင်ဆရာဝန်စီသွားပြလိုက်ပါဒီမှာလာပြီးဟောင်းမနေနဲ့ခရစ်စတန်ကသူ့အင်ဂျီတွေကိုပြန်ပြင်ဝတ်ပြီးဆက်ပြီးအရှက်မကွဲကျင်တော့တဲ့ပုံစံနဲ့လှည့်ထွက်ဖို့လုပ်တဲ့ဗနက်စာကသူ့လက်မောင်းကိုလှမ်းဆွဲပြီးခရစ်စတန်ဒါကငါတို့နှစ်ယောက်ကိုတွေးခွဲဖို့ပတွင်ဆင်ထားတဲ့ထောင်ချောက်ပါလို့အတင်းရှင်းပေမဲ့ခရစ်စတန်ကလူဦးဝဲမဟုတ်ပါဘူးသူကလှည့်ပေမကြည့်ပဲမင်းရဲ့ပြဿနာတွေကငါနဲ့ဘာမှမဆိုင်ဘူးဖယ်ဆန်းလို့ပြောပြီးထွက်သွားခဲ့တယ်တယောက်တည်းကြံခဲ့တဲ့ဗနက်စာဟာကျမ်းပြင်ပေါ်ကိုတနာစရာကောင်းတော့အောင်ပုံကနေလဲကျသွားပေမဲ့အခုထိတော့မာနာကြီးလုံးမှန်တက်တော့မှာပဲအထရင်မင်းရဲ့အောက်တန်းကျတဲ့အကွက်တွေကိုရုပ်သိမ်းလိုက်စမ်းဒါတွေကငါတို့ကိုတွေးခွဲနိုင်မယ်မထင်တဲ့ငါလမ်းဘေးကခွေးတစ်ကောင်ကိုပဲရွေးချင်ရွေးမယ်မင်းကိုတော့ဘယ်တော့မှရွေးမှာမဟုတ်ဘူးကျွန်တော်တငယ်ချင်းတယောက်ကသူမကိုလှောင်ပြောင်ပြီးမစ္စကာရာသူများကုမ္ပဏီထဲမှာလာပြီးကမြင်းနေတဲ့မိန်းကလေးမျိုးကိုဘယ်ယောက်ျားကလိုချင်မှလဲဗျာဒီမှာလာပြီးဦးတောင်းလိုလာပြီးအလှပြမနေပါနဲ့ကိုအထင်ကြီးလို့နေပြီးတော့မင်းကစတာလင်တို့တနာလို့ခေါ်ထားတဲ့မိဘမဲမိတ်ဆွေဟောင်းရဲ့သမီးမဟုတ်ဘူးလားလို့ပြောလိုက်တယ်ဟိုသူတို့တနာလို့ခေါ်ထားတဲ့မိဘမဲဟုတ်လားဒါဆိုအပြင်မှာလူတွေကဘာလို့သူမကိုပြပပြန်ပညာတက်အထက်တန်းလို့ဆိုပြီးပြောနေကြတာလဲနေပါဦးပြီးခဲ့တဲ့တစ်ခေါက်ကသူမရိုးရွှိုက်စကားဘော်ကဆင်းလာတာတော့ငါမြင်လိုက်သေးတယ်ဟာအဲ့ဒီရိုးရွှိုက်ကအဒရင်းရဲ့ကားလေးလူအများရှိမှအကုန်လုံးဖော်ကောင်လုပ်ခံလိုက်ရတဲ့အခါဗနက်စာရဲ့နောက်ဆုံးခံတက်ကြီးပါပြိုလဲသွားရပါတော့တယ်။နေပါဦး။ဒါဆိုသူဘာလို့ဒီလောက်မာနာကြီးပြီးရုံးခန်းထဲမှာဆရာလာလုပ်နေရတာလဲ။ကျွန်တော်ခဏလောက်တိတ်ဆိတ်သွားပြီးမှသူဖခင်ကအရင်တုန်းကကျွန်တော်ဖေဖေရဲ့အသက်ကိုကယ်ခဲ့ဘူးတဲ့မိတ်ဆွေဟောင်းတယောက်ပါသူတို့နှစ်ယောက်ကတိတ်ခင်ကြတာသူပြပကနေပညာသင်ပြန်လာတော့သွားစရာလာစရာမရှိတာနဲ့ကျွန်တော်ဖေဖေကတနာလို့ဒီမှာအလုပ်တင်ဖြစ်စီစဉ်ပေးခဲ့တာအဲ့ဒါကိုသူကကျွန်တော်သူ့ပေါ်စိတ်ကူးရင်နေတယ်ဆိုပြီးအထင်မှာပြီးတော့စမ်းပြတဲ့စကားတွေလာပြောနေတာပါလို့ရှင်းပြလိုက်တယ်ဗနက်စာကကျွန်တော်ကိုလက်ညှိုးမောက်ထိုးပြီးဒေါသတကြီးနဲ့အဲထရင်ဒါတွေကအလိညာတွေမင်းကိုယ်တိုင်ပဲငါနောက်ကိုတကောက်လိုက်နေကြတာမဟုတ်လားကျွန်တော်တငယ်ချင်းကရေမောပြီးဇလန်တွဲတွေတိတ်ကြည့်လုံးလို့ကိုမင်းသမီးများထင်နေလားမသိဘူးထွက်သွားစမ်းအကုန်လုံးထွက်သွားကြလို့ဗနက်စာရဲ့လေတံတိုင်းလှောင်တော့ဟာကြည်စမ်းပါဦးဒါဘသူကုမ္ပဏီလဲဆိုတာကိုလည်းကြည်ဦးကုမ္ပဏီပိုင်ရှင်ရဲ့ drive ကိုအပြင်ထွက်ခိုင်းနေတယ်ဟုတ်စအဲ့ဒီခါမှာတော့ဗနက်စာရဲ့မျက်နှာဟာစိမ့်ဖြော့ရာကနေဖြူဆုပ်သွားပြီးနောက်ဆုံးမှာတော့ဆက်ပြီးအဆက်မခံနိုင်တော့ပဲတကားကိုဝုန်းကနေဖွင့်ပြီးထွက်ပြေးသွားပါတော့တယ်ဒီမိန်းကလေးကတော့တကယ်ကိုမယုံနိုင်စရာပဲနော်လို့တငယ်ချင်းတွေကပြောကြတယ်ဟုတ်ပါတယ်ဗနက်စာလိုလူစားမျိုးအတွက်တော့ဒီလောက်နဲ့မလုံလောက်သေးပါဘူးဒါကအစပဲရှိသေးတာဗနက်စာမင်းစတာလင်မိသားစုအပေါ်ကြွေးတင်ခဲ့သမျှအားလုံးကိုငါတစ်ခုချင်းစီတစ်စစီပြန်တောင်းရစီမယ်ကျွန်တော်ဖခင်ကဒါတွေအားလုံးကိုတီးသွားတဲ့အခါသူ့မိတ်ဆွေဟောင်းရဲ့သမီးဟာဒီလောက်အထိအောက်တန်းကျလိမ့်မယ်လို့ဘယ်တော့မှမထင်ထားခဲ့ပါဘူးပြင်ပလူတွေကိုကုမ္ပဏီထဲခေါ်လာပြီးလှုပ်ဝက်ဖိုင်တွေကိုမှွေနှောက်ခိုင်းရုံနဲ့မကကျွန်တော်ရဲ့ဂုဏ်သိက္ခာကိုပါနင်းချီဖျက်ဆီးခဲ့တာလေသူကတက်ပြင်းတစ်ချက်ချပြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်
သူ့ကိုသွားခွင့်ပြုလိုက်ပါလို့ပြောပြီးစိတ်ပြက်လက်ပြက်နဲ့စာကြည့်ခန်းထဲကထွက်သွားခဲ့တယ်။ဒါကကျွန်တော်ဖခင်ကိုတကယ်ကိုဒေါသထွက်စေခဲ့တာပဲကောင်းတာပေါ့။ဒါဆိုရင်ကျွန်တော်ဘက်ကနေသူ့ကိုအကျိုးအကြောင်းလက်ရှင်းပြနေရမယ့်ဒုက္ခတက်တာသွားတာပေါ့။သူမကုမ္ပဏီကထွက်ခွာရမယ့်နေ့မှာဗနက်စာဟာဓာတ်လီကားတွေကထွက်လာတဲ့ကျွန်တော်ကိုမြင်တော့မာနတခွဲသားနဲ့ပြောပါတယ်။အခုတော့ရှင်ကျမကိုထွက်ခွင့်ပေးလိုက်ပြီပေါ့။ဒါပေမဲ့နောက်3လနေရင်ရှင်ကျမခြေထောက်ကိုဖက်ပြီးဒူးထောက်တောင်းပန်ရင်တော့ကျမပြန်လာမှာမဟုတ်ဘူး။ဘသူကတကယ်အနိုင်ရရှိသူလဲဆိုတာကိုပြပေးမယ်။ကျွန်တော်ပြုံးလိုက်မိတယ်သူမဘာလို့ဒီလောက်ယုံကြည်မှုလွန်ကဲနေလဲဆိုတာကိုကျွန်တော်အကြမ်းဖျင်းသိတာပေါ့မကြခင်မှာပဲစီးပွားရေးလောကမှာအကြီးစားအစိုးရတင်တာပွဲတစ်ခုရှိလာတော့မှလေအဲ့ဒါကတက်သစ္စာလူတစ်တယောက်အတွက်နာမည်ကြီးလာဖို့အကောင်းဆုံးအခွင့်အရေးပဲသူမကကိုရွေးချယ်ခံရတဲ့နတ်ဖျားမလို့ထင်နေတာဒါပေမဲ့ပြီးခဲ့တဲ့ဘဝတုန်းကသူမဘလို့နီးနဲ့အနိုင်ရခဲ့လဲဆိုတာကိုတော့သူမကိုယ်တိုင်မသိရှာဘူးဝေါ်ဒါနယူးယောက်ကိုသွားမဲ့အမြန်ဆုံးလေယာဉ်လက်မှတ်တစ်စောင်ပုတ်ကင်လုပ်ပေးပါပြီးတော့နောက်ထပ်တစ်ခုဝါတမာပညာသင်နေတဲ့တရုတ်နိုင်ငံကမဘာကျောင်းသူလေးတယောက်ရဲ့အဆက်အသွယ်ကိုရှာပေးပါသူမနာမည်ကဘီယန်ကာတဲ့ရက်အနေငယ်ကြတော့နယူးယောက်ကကော်ဖီဆိုင်တစ်ခုမှာကျွန်တော်နဲ့ဘီယန်ကာတို့ဆုံကြပါတယ်။စတာလင်အုပ်စုရဲ့အမွေခံကကမ္ဘာတစ်ဖက်ချမ်းအထိလေရင်စီးပြီးကြောင်းတောင်မပြီးသေးတဲ့မဘာကျောင်းသူတယောက်ကိုလာရှာတဲ့ဟုတ်လားကဲ။ဘာကိစ္စလဲပြောပါဦး။ကျွန်တော်ကလူရင်းကိုပဲတန်းပြောလိုက်တယ်။ဘီယန်ကာမကြခင်မှာအကြီးစားအစိုးရတင်တာပွဲတစ်ခုရှိတယ်။အဲ့ဒီအတွက်တကယ်ကိုတာဝန်ယူနိုင်မဲ့ထက်မြက်တဲ့လူတစ်ယောက်ငါလိုအပ်နေတယ်မင်းပြီးခဲ့တဲ့ဘဝတုန်းကလုပ်ခဲ့တဲ့ကုမ္ပဏီမျိုးမဟုတ်ဘူး။ဒါကငါအခုမှအသစ်တည်ထောင်လိုက်တဲ့ယင်းနှိမ့်နှံမှုလုပ်ငန်းတစ်အတွက်ပါ။ပြီးခဲ့တဲ့ဘဝဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါဘီယန်ကာဟာချက်ချင်းသတိကြီးစွာထားလိုက်ပြီးမင်းမာရီတိထားတာလဲလို့မေးပါတယ်ကျွန်တော်ကပြုံးပြီးပြီးခဲ့တဲ့ဘဝတုန်းကတကယ်အနိုင်ရရှိသူကမင်းဖြစ်တဲ့နယ်ဆိုတာကိုငါသိတာပေါ့လို့ဖြေတော့ဒါဆိုမင်းကငါ့ကိုဘာတွေပေးနိုင်မှလဲလို့သူမကထပ်မေးတယ်မတည်ရင်းနှီးငွေအပြည့်အဝဆုံးဖြတ်ပိုင်ခွင့်နဲ့တရားမျှတတဲ့စင်မြင့်တစ်ခုမတမာတဲ့အတွင်းချက်လက်အယောင်းဝယ်တွေမရှိစေရဘူးအဆက်အသွယ်ကောင်းတွေကိုဦးစားပေးတာမျိုးမရှိစေရဘူးတကယ်အရေးချင်းတက်တက်နဲ့ပဲသွားမယ်ဒါပဲဘီယန်ကာကကျင်းနဲ့စွာခေါင်းငိမ့်ပြီးသဘောတူတယ်လို့ဆိုခဲ့ပါတယ်တင်တာပွဲနေ့ရောက်တော့ကျွန်တော်နဲ့ဘီယန်ကာတို့အခမ်းအနားကျင်းပရာနေရာကိုအတူတူရောက်လာခဲ့ကြတဲ့ကားပေါ်ကဆင်းလိုက်တာနဲ့ဝင်ပေါက်နာမှာဆူညံဖြစ်နေတဲ့အတန်တွေကိုကြားလိုက်ရတယ်။ကျမဘာလို့စကားတင်စီရင်ဒဲမပါရတာလဲဒါကအကဲဖြတ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်လေးဒါမတရားဘူးတယောက်ကမတမာနဲ့တုံးပြီးကြိုးကင်ထားတာနေမှာလို့ဗနက်စာကရန်လုံနေတာပါ။ဝန်ထမ်းတယောက်ကတော့မစ္စကာတာမင်းရဲ့အရေးချင်းကအပြီးအစစ်ရဲ့လိုအပ်ချက်တွေနဲ့တကယ်ပဲမကိုက်ညီလို့ပါလို့စိတ်ရှိလက်ရှိရှင်းပြနေရတယ်။ဗနက်စာကလှည့်ကြည့်လိုက်တဲ့အခါကျွန်တော်နဲ့ဘီယန်ကာတို့သူမစီလျှောက်လာတာကိုမြင်ပြီးဇဝေဇဝါဖြစ်သွားတယ်။ Adrianမင်းတို့နှစ်ယောက်ဒီမှာဘာလာလုပ်တာလဲဒါပေမဲ့သူမလိုလူစားမျိုးကိုစကားဖလှယ်ပြီးအချိန်ဖြုံးနေဖို့မလိုပါဘူးဗနက်စာကပောက်ကွဲပြီးမင်းမဲ့ဖြစ်ရမယ်မင်းတကယ်မြေခွေးမှာပဲမင်းတစုံတစ်ခုကိုတုံးပြီးငါရဲ့ project ကိုခိုးယူလိုက်တာမဟုတ်လားလို့ဘီယန်ကာကိုအော်ဟစ်ပါတယ်ဘီယန်ကာကသူမဘက်လက်ကြည့်ပြီးကျမတို့အားလုံးက report ဖြစ်ပြီးသားလူတွေပဲမို့အပြစ်ကင်းစင်ခြင်းရောက်ဆောင်မနေပါနဲ့ဗနက်စာအရင်ဘဝတုန်းကသာတွင်ကမင်းရဲ့အရေးချင်းအထောက်ထားတွေကိုနောက်ွယ်ကနေကူညီမပေးခဲ့ရင်မင်းရဲ့အစင်တန်းနဲ့ပထမအဆင့်စကားတင်စရင်ကိုတော့ကြော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ပက်ဆက်ပြန်ပြောလိုက်တယ်ဗနက်စာဟာအချက်လက်တွေအကုန်လုံးဆက်မိသွားတယ်လို့မျိုးပုံစံနဲ့။အော်ရှင်လဲပြန်လဲမွေးဖွားလာတာကိုဒါကြောင့်ရှင်သားတွေအကုန်လုံးကြိုသိနေတာပေါ့လို့ပြောရင်းစိတ်ထိမရတော့ပဲ။ Adrianအချိန်ရှိသေးတယ်နော်ဒီမိမကိုအခုချက်ချင်းမောင်းထုတ်လိုက်ပါဒါဆိုရင်ကျမရှင်နာမှာအမြဲတမ်းရှိနေပေးမယ်လို့ပြောပြီးသူမရဲ့မာနကိုပြန်ဆယ်ဖို့ကြိုးစားပါတယ်ကျမရှင်ကိုလမ်းစာပေးနေတာနော်တိတိကျကျစဉ်းစားကျွန်တော်ကသူမရဲ့လက်ကိုဖြုတ်ချလိုက်ပြီးဘီယန်ကာကိုခေါ်ကအခမ်းအနားထဲဝင်ခဲ့ပါတယ်။သူယူနေပြီးဘီယန်ကာသွားကြရအောင်လို့ပြောပြီးအဲ့ဒီနေရာမှာအော်ဟစ်ကြံခဲ့တဲ့အယူမဗနက်စာကိုထားရစ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ပြင်ဆင်ရေးခန်းထဲရောက်တာနဲ့ကျွန်တော်ဖုန်းမိလာပါတယ်။ Adrianမင်းထွက်နေစရင်ကိုကြည့်ပြီးပြီလား။မြန်ကြီးစမ်းကိစ္စကအကြီးကြီးပဲလို့ရိုင်ယန်ကလှမ်းပြောတယ်။သူပို့ပေးတဲ့ link ကိုဖွင့်ကြည့်လိုက်တော့ခေါင်းကြီးပိုင်းသတင်းမှာစတာလင်အုပ်စုရဲ့အမွေခံကကျောင်းသူတယောက်ကိုနှောက်ယှက်စော်ကားဆိုပြီးပါနေပါတယ်။ကျွန်တော်ကလပ်ထိုင်ပေါ်မိချလိုက်ပြီးတပြင်းတစ်ချက်ချလိုက်မိတယ်ဘီယန်ကာကတော့သတင်းကိုဖတ်ပြီးဒါပေမဲ့ဒီတနာစရာကောင်းအောင်ရေးထားတဲ့ post ကတကယ်ကိုပါနှက်တဲ့သူမကအချက်လက်တွေကိုတစစီဖြန့်ပစ်ပြီးတော့မှသူမစိတ်ကြိုက်ပြန်စူးစီးထားတာတဝက်ကအမှန်တဝက်ကအလိညာပေါ့အဆိုးဆုံးကတော့သူမကိုသူမဘာအဆက်တွေဘာနောက်ခံမှမရှိတဲ့တနာစရာကောင်းတဲ့မိဘမဲ့သားကောင်တယောက်ဖြစ်ပုံဖော်ထားတာအဲ့ဒီတော့လူတို့ရဲ့ကိုချင်းတရားစာနာမှုကသူမဘက်ရောက်သွားတာပေါ့မင်းကတော့စတာလင်ရဲ့အမွေခံဆိုတော့အလိုလျောက်ပဲလူတို့ရဲ့စန့်ကျင်ဘက်အမြင်ကိုရောက်သွားတာပေါ့လို့သုံးသပ်ပြပါတယ်ငါသိတယ်လို့ပြောပြီးကျွန်တော်ခဏရက်ကဒါပေမဲ့သူမရဲ့ဒီဗျူဟာမှာတေးစင်တိုင်းနဲ့အားနည်းချက်ကြီးတစ်ခုရှိတယ်လို့လှုပ်ဝက်ချက်ခြံထားလိုက်တဲ့တခါတည်းနဲ့သူမရဲ့ပုံရိပ်သာပျက်စီးသွားရင်တော့ပြန်လာနိုင်ထူဖို့လမ်းစာလုံးဝရှိတော့မှာမဟုတ်ဘူးအဲ့ဒီချိန်မှာပဲကျွန်တော်ဖေဖေစီကဖုန်းဝင်လာလို့ကျွန်တော်ဘီယန်ကာကို project ကိုခဏစောင့်ကြည့်ထားပေးပါဦးငါအခုချက်ချင်းပြန်လာခဲ့မယ်လို့ပြောပြီးထွက်လာခဲ့တယ်တစ်ဖက်မှာလည်းကုမ္ပဏီရဲ့အကြီးအကဲတွေဟာဒီပြဿနာကြောင့်ပြန်ရခက်နေကြပြီးဖျောက်ဖွဲ့ကထုတ်ပြန်ချက်ကိုအစဉ်သင့်ပြင်ထားကြပါတယ်ကျွန်တော်တို့ဘက်ကတော့အချက်လက်တွေကိုအရင်ရှင်းလင်းပြီးဂုံတိတ်ခါညှိုးနှံစေမှုနဲ့တရားစွဲဆိုပိုင်ခွင့်ကိုခြံထားဖို့အကြံပြုချင်ပါတယ်ပြီးတော့ဒီသတင်းကို training စီရင်ကနေအရင်ဖြုတ်ပေးဖို့ platform တွေစီကိုလည်းဆက်သွယ်ထားပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်တကားကိုတုံးဖွင့်ပြီးဝင်သွားလိုက်တယ်သတင်းကိုဖြုတ်ချလိုက်တာကမီးလောင်ရလေးပင်းတလို့ပဲဖြစ်သွားလိမ့်မယ်ဒါဆိုလူတွေက Starlink ကုမ္ပဏီကလုတ်ပိုင်ခွင့်သုံးပြီးလူပါဝါတဲ့ပတ်စံပေးပြီးနှုတ်ပိတ်တယ်လို့ပြောကြလိမ့်မယ်လို့ပြောပြီးကျွန်တော်က director ဖွဲ့ဝင်တွေကိုယုံကြည်မှုအပြည့်နဲ့ကြည့်လိုက်တယ်အခုလောလောဆယ်ဘာထုတ်ပြန်ချက်မှမထုတ်ပါနဲ့ဦး
ဒရိုက်တာဖွဲ့ကမျက်မှောင်ကုပ်ပြီးကျွန်တော်ကိုစိုက်ကြည့်ကမင်းတာကိုဘယ်လိုကင်တွယ်ဖို့စိတ်ကူးထားလဲလို့မေးကြပါတယ်ကျွန်တော်ကပေါ့ပေါ့ပပပဲပြောပြီးဗနက်စာကတားကောင်ဖြစ်ဟန်ဆောင်ချင်တာမဟုတ်လားဒါဆိုလဲသူမကိုအခုထပ်ပို့ပြီးတနာစရာကောင်းအောင်လုပ်ပေးလိုက်တာပေါ့ဖေဖေလူကြီးမင်းတို့ကောင်းအေးထားပါနောက်24နာရီအတွင်းမှာဒီကိစ္စတစ်ခုလုံးစောက်ထုံးမုံမြုံပြောင်းပြန်ဖြစ်သွားစေရမယ်လို့ကတိပေးလိုက်တယ်ကျွန်တော်ဒီလောက်ယုံကြည်မှုရှိနေတာကိုမြင်တော့လူကြီးတွေကတယောက်ကိုတယောက်မယုံတဝက်နဲ့ကြည့်ကြတယ်ဖေဖေကလည်းအထွေးမင်းကငါသားပဲငါမင်းကိုယုံကြည်ပါတယ်ဒါပေမဲ့ဒါကကုမ္ပဏီတစ်ခုလုံးရဲ့ဂုဏ်သိက္ခာနဲ့ဆိုင်တာမို့ကလေးကစားစရာမဟုတ်ဘူးမင်းလုပ်ချင်တာကိုငါမတားပါဘူးဒါပေမဲ့ကိစ္စတွေကထိမ့်မနိုင်သိမ့်မရဖြစ်လာရင်တော့ငါကိုယ်တိုင်ဝင်ပါတော့မယ်လို့ပြောပါတယ်ကျွန်တော်ကောင်းချင်းပြလိုက်တယ်ထိမ့်မနိုင်သိမ့်မရမဖြစ်စေရပါဘူးဖေဖေဗနက်စာကလူလူရဲ့အမြင်ကိုကစားနေတာဘာလို့လဲဆိုတော့အခုချိန်မှာသူမမှာစီးပွားရေးအရာဘာသာစီးရမှုမှမရှိတော့လို့ပဲသူမလုံနိုင်တာဆိုလို့လူလူရဲ့တနာကယူနာတက်အောင်တားကောင်ဖြစ်ဟန်ဆောင်ရုံပဲရှိတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့တယ်လို့ပဲဒီဗျူဟာရဲ့တည်စင်နိုင်တဲ့အားနည်းချက်ကတော့သူမရဲ့ပုံရိပ်တာတစ်ခါပျက်စီးသွားရင်ပြန်ပြင်ဖို့လမ်းစာလုံးဝမရှိတော့တာပါပဲတစ်ဖက်မှာလည်းအင်တာနက်စာမျက်နှာတွေပေါ်မှာအပြင်းထန်ပောက်ကွဲနေကြပြီစတာလင်အုပ်စုဟုတ်လားဟိုအင်ချန်မြေလုပ်ငန်းကြီးမဟုတ်လားစတာလင်ရဲ့အမွေခံကတကယ်ပဲဒီလောက်ထိဆက်ဆုပ်ဖို့ကောင်းတာလားသူတို့မိသားစုတနာလို့စောက်ရှောက်ထားတဲ့မိဘမဲ့လေးကိုအနိုင်ကျင့်နေတဲ့ဒီလူတွေမှာကိုကျင့်တရားလုံးဝမရှိတော့ဘူးညီမလေးကိုဘေးကင်းအောင်နေတော်လိုအပ်ရင်ရဲတိုင်လိုက်စတာလင်ကုမ္ပဏီကိုတပိတ်မောက်ကြဆိုဒီလိုကုမ္ပဏီမျိုးကဘာပေါ်မှာမရှိတင်ဘူးကျွန်တော်ဒါတွေကိုအေးဆက်ဆက်ပဲထိုင်ကြည့်နေခဲ့တယ်မလောပါနဲ့တကယ်ပြကွက်ကအခုမှစမှာရိုင်ယန်ငါအဲ့ဒီနေ့ကရိုက်ထားတဲ့ဗီဒီယိုဖိုင်ကို post တင်လိုက်တော့ဖုန်းထဲကနေတငယ်ချင်းဖြစ်သူရဲ့စိတ်လှုပ်ရှားနေတဲ့အတန်ထွက်လာတယ်မင်းဒီစကားပြောမဲ့အချိန်ကိုငါစောင့်နေတာကြားပြီကွာဘီယန်ကာကတော့ဇဝေဇဝါနဲ့အခုချက်ချင်းတင်ပါလားအထောက်ထားတွေထည့်ရတဲ့အထိမစောင့်တော့ဘူးလားလို့မေးတော့ကျွန်တော်ကအခုလောလောဆယ်အထောက်ထားတစ်ခုပဲချပြပြီးသူတို့ကိုဆက်ပြီး YouTube ခွင့်ပေးလိုက်ဦးသူတို့အခုဘလောက်အထိဆဲဆူချိန်ဆဲလေးနောက်မှလာမယ့်ရိုက်ချက်ကပို့ပြီးပြင်းထန်လေးပဲဗနက်စာမင်း trending ဖြစ်ရတာသဘောကျတယ်မဟုတ်လားဒီတခါတော့မင်းနှလုံးသားထဲအထိဆွဲသွားအောင် trending ဖြစ်စေရမယ်လို့ပြောလိုက်တယ်သတင်းကိုခိတ္တမြရေချိန်တက်အောင်စောင့်ဆိုင်ပြီးတဲ့နောက်မှာတော့အင်ဇီဝါတာစီကနေဟေးအုပ်စုရဲ့ပြည်ပြည်မှတ်တမ်းတွေကိုပါရရှိခဲ့ပါတယ်။ကားပါကင်တက်လီကထရစ်စတန်ရဲ့ရုံးခန်းအပြင်ဘက်ဝရန်နာစတာတွေပြင်အဲ့ဒီနေ့ကကုမ္ပဏီဝင်ပေါက်မှာဗနက်စာနဲ့ထရစ်စတန်တို့ဟိုလူစုနဲ့စကားပြောနေတဲ့ပြည်ပြည်မှတ်တမ်းတွေပါအကုန်လုံးစုံလင်ရခဲ့ပါပြီ။အချိန်ကာလထိုင်ဝမ်တွေကလည်းကွက်တီပါပဲ။ဒီအထောက်ထားအချက်လက်အားလုံးကိုအချိန်လိုက်စီပြီး post တစ်ခုလည်းဖြစ်စုစည်းပေးပါ post တစ်ခုချင်းစီမှာသက်ဆိုင်ရာတပ်ပုံနဲ့စာတမ်းတွေကိုတွဲပေးလိုက်ပါလို့ကျွန်တော်ညွှန်ကြားလိုက်တော့ BN ကအချက်လက်တွေကိုစတင်စုစည်းပြီးမကြခင်မှာပဲကျွန်တော်လိုချင်တဲ့ပုံစံအတိုင်း post တစ်ခုအစဉ်သင့်ဖြစ်လာပါတယ်။အရာအားလုံးကိုအချိန်ကာလအလိုက်တည်တည်ချာချာစီစဉ်ထားပြီးစာသားနဲ့တပ်ပုံတွေကိုတစ်ခုချင်းစီကွက်တီတွဲပေးထားပါတယ်။စိတ်လှုပ်ရှားစရာစကားလုံးတွေသုံးမထားပဲတကယ်အထောက်ထားတက်ကိုပဲပြထားတာပေါ့ကျွန်တော်တည်တည်ချာချာစစ်ဆေးပြီးတဲ့နောက်ကောင်းပြီဒါပေမဲ့အခုချက်ချင်းမတင်တဲ့ဦးဒီည8နာရီထိစောင့်လိုက်ဦးလို့ပြောတော့ BN ကနားမလည်ပါဘူး။အဲ့ဒါကြောင့်ကျွန်တော်ကည8နာရီကအင်တာနက်အသုံးအများဆုံးအချိန်လေပနက်စာရဲ့တနာစရာ post ကလည်းအဲ့ဒီအချိန်ကျရင်လူကြည့်အများဆုံးအဆင့်ကိုရောက်နေလိမ့်မယ်လူတွေစီကားနေတဲ့အဲ့ဒီအချိန်ကျမှရေးအေးနဲ့ပတ်လိုက်တာကလူတွေရဲ့ရင်ထဲကိုပိုပြီးဆွဲထင်သွားစေလိမ့်မယ်လို့ရှင်းပြလိုက်တယ်မိနစ်ချင်းစီကုန်လွန်သွားပြီးနောက်လူကြည့်အများဆုံးရွှေကဟေချိန်ကိုရောက်လာတဲ့အခါတင်လိုက်တော့အေးဆက်ပြီးခိုင်မာလုံးတဲ့အချိန်ကာလအထောက်ထားတွေဟာအင်တာနက်စာမျက်နှာထက်ကိုပြန့်နှံ့သွားပါတော့တယ်ဒါကမျှော်လင့်ထားတာထက်တောင်ပိုပြီးမြင်းမြန်းဆက်ဆန်ပြန့်သွားခဲ့တယ်ကျွန်တော်လည်းဖုန်းကိုထုတ်ပြီးအစကတည်းကစူဆောင်းထားခဲ့တဲ့အထောက်ထားတွေကိုကြည့်နေမိတယ်နောက်ဆုံးတော့အရာအလုံးကိုလူလိုက်မြင်အောင်ချပြနိုင်ခဲ့ပြီပေါ့ဗနက်စာမင်းကကိုတားကောင်လို့ထင်နေတာလားအခုတော့ကဘာတစ်ခုလုံးကမင်းဟာတကူဆိုတာကိုသိသွားကြပြီခဏကြာမှလိုင်ယန်စီကဖုန်းဝင်လာတယ်အဒရီယာမင်းရဲ့ဒီကွက်ကတကယ်ကိုရက်ဆက်တာပဲအခုအင်တာနက်ပေါ်မှာဟိုးကြော်သွားပြီကွာစောကမင်းကိုဆဲနေတဲ့လူတွေအကုန်လုံးအခုမင်းစီလာပြီးတောင်းပန်နေကြပြီးဗနက်စာကာတာကသူတို့ကိုမျက်စိပိတ်နှပိတ်လုပ်ထားတာဆိုပြီးတော့ပေါ်ဟာနေဦးနောက်ထပ်လေးပေါက်ကြားမှုတစ်ခုထပ်ထွက်လာသေးတယ်အဲ့ဒီပေါက်ကြားလာတဲ့အချက်လက်ကတော့ဗနက်စာရဲ့ချန်မက်ဆေ့ချတွေပါပဲစတာလင်ရဲ့အရင်မြစ်တွေကငါတို့ယူခြင်းတလောက်ယူလို့ရတယ်အဲ့တွင်ဆိုတဲ့ငရုံးကငါပြောသမျှအကုန်ယုံတာစတာလင်ကအဖိုးကြီးကတော့လှည့်စားရတာအလွယ်ဆုံးပဲတွင်ကတော့ပတ်ဆက်ရှိတဲ့အုံနောက်မရှိတဲ့ကောင်လေးတယောက်မှုကစားရတာလွယ်ပါတယ်ဆိုတဲ့စာတွေပေါ့လူတွေကကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့အချိန်ကာလအထောက်ထားတွေနဲ့အဲ့ဒီ chat screenshot တွေကိုတိုက်စစ်ကြည့်လိုက်တဲ့အခါဗနက်စာကသူမနှောက်ယှက်စော်ကားခံရပါတယ်ဆိုတဲ့နေ့ရက်တွေတိုင်းမှာသူမဟာ Tristan Hay နဲ့အတူအပြင်မှာချင်းတွေ့နေခဲ့တယ်ဆိုတာကိုကွက်တီဖော်ထုတ်မိသွားကြပါတယ်အခုဆိုရင်ဗနက်စာရဲ့မျက်နှာနှစ်မျိုးဆိုတဲ့ topic က trending စရင်းရဲ့နံပါတ်1နေရာအထိတက်သွားခဲ့ပါပြီသူမက trending ဖြစ်ချင်တာမဟုတ်လားအဝါကြီးဖြစ်စေရတာပေါ့နောက်တစ်နေ့မှာတော့ကျွန်တော်ဖေဖေကရလက်ကိုမြင်ပြီးကျွန်တော်ကြိုက်တွဲပုံတော်ကြောင့်ချီးကျူးပါတယ်ဒါပေမဲ့အားနည်းချက်တစ်ခုရှိခဲ့တယ်ဆိုတာကိုလည်းထောက်ပြတယ်ဒါပေမဲ့မင်းတခုသတိမထားမိတာကဗနက်စာကကုမ္ပဏီကိုဘလောက်အထိထိခိုက်အောင်လုပ်နိုင်လဲဆိုတာပဲအကယ်၍မင်းမှာဒီတစ်ခါခက်ထူးမှတ်တမ်းသာမရှိခဲ့ရင်မင်းရဲ့စကားတက်တက်နဲ့တင်လူတွေကမင်းကိုယုံကြလိမ့်မယ်ထင်လို့လားကျွန်တော်မှတ်ထားပါမယ်ဖေဖေနောက်ထပ်တစ်ခုဒါကမင်းညကကျွန်တော်တို့ဥပဒေရေးရာအဖွဲ့ကပြင်ဆင်ထားတဲ့တရားဝင်သတိပေးချက် legal notice ပါဗနက်စာစီပို့ပြီးပါပြီဂုံတိတ်ခါညှို့နှံ့စေမှုပုဂ္ဂိုလ်ရေးဆိုင်ရာခွင့်ရေးချိုးဖောက်မှုနဲ့ကုမ္ပဏီရဲ့စီးပွားရေးလှုပ်ဝက်ချက်တွေကိုခိုးယူဖို့ကြိုးစားမှုဒီဆွဲချက်3ခုတင်ပဲသူမကိုတစ်သက်လုံးထောင်ထဲမှာပိတ်ထားဖို့လုံလောက်ပါတယ်လို့ကျွန်တော်ကဆိုတော့ဖေဖေကစာရွက်ကိုကြည့်ပြီး drawing ဗနက်စာရဲ့ဖခင်ကအရင်တုန်းကငါရဲ့အသက်ကိုကယ်ခဲ့ဘူးလားလေမင်းတကယ်ပဲဒီလောက်ထိလှုပ်ဖို့လိုလို့လားလို့မေးပါတယ်
ကျွန်တော်ဖေဖေဟာစပွဲပေါ်ကတပ်ပုံဟောင်းလေးကိုကြည့်ပြီးခိတ္တမြတိတ်ဆိတ်သွားတယ်ငါရဲ့မိတ်ဆွေဟောင်းကငါရဲ့စစ်တိုက်ဖို့စစ်ပတ်လည်းဖြစ်တယ်လို့ငါရဲ့အသက်တခင်ကျေးဇူးရှင်လည်းဖြစ်တယ်အကယ်၍သူသားအသက်ရှင်သေးရင်အဲ့ဒီကျေးဇူးကိုဆက်ဖို့ငါမှရှိသမျှအကုန်လုံးပေးဆက်ရဲပါတယ်ဒါပေမဲ့သူ့ရဲ့သမီးကသူမဟုတ်ဘူးငါအကျွေးတင်နေတာကသူ့ရဲ့အသက်ဗနက်စာရဲ့အသက်မဟုတ်ဘူးသူမကစီးကြော်သွားပြီးကုမ္ပဏီရဲ့အခြေခံအုတ်မြစ်ကိုပါလာပြီးကြီးပါခဲ့တာလို့ဖေဖေကဆက်ပြောပြီးခဏရက်ကဒါကပုဂ္ဂိုလ်ရေးရန်ညိုးတက်မဟုတ်တော့ဘူးလို့ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်ပါတယ်မကြခင်မှာပဲကုမ္ပဏီတဲကနေစိတ်ဝင်စားစရာသတင်းတစ်ခုထပ်ကြားရပြန်တယ်ဟေးအုပ်စုကဒီမနက်တင်ပဲကုမ္ပဏီတွင်အမိန့်တစ်ခုထုတ်ပြန်လိုက်တယ်။ဗနက်စာရဲ့အလုပ်တင်တက်တန်းကိုတရားဝင်ရုပ်သိမ်းလိုက်ပြီးတဲ့တစ်ချိန်တည်းမှာပဲဟေးအုပ်စုရဲ့တရားဝင်အကောင့်ကနေထရစ်စတန်ကလူထုကိုတောင်းပန်တဲ့ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့တယ်။ထရစ်စတန်လိုအမွေခံအထက်တန်းလွှာတစ်ယောက်အတွက်တော့မိန်းကလေးတစ်ယောက်နဲ့ခဏတစ်ဖြုတ်တွဲတာကပြဿနာမဟုတ်ပေမဲ့သူမအတွက်နဲ့တော့စီးပွားရေးလောကတစ်ခုလုံးကိုစန့်ကျင်ပြီးအမုန်းခံမှာမဟုတ်ပါဘူး။နောက်ထပ်တစ်ခုကတော့မီဒီယာတွေကထရစ်စတန်ရဲ့နှစ်အလိုက်တွဲခဲ့တဲ့ရည်စားဟောင်းစည်းရင်းတွေကိုပါဖော်ထုတ်လိုက်ကြတာပါပဲ model influence တွေကနေအထက်တန်းလွှာမိန်းကလေးတွေအထိတန်းစီနေတာသတင်းတွေအရဒီပိတ်ရက်မှာကျင်းပတဲ့သူ့ရဲ့မွေးနေ့ပါတီကတော့ပုံမှန်တိုင်းပဲရည်စားတစ်တယောက်နဲ့ဆူဆူပြီးကျင်းပသွားခဲ့ပြီးဗနက်စာအကြောင်းတလုံးမှမဟသွားခဲ့ပါဘူးခဏအကြာမှာပဲဗနက်စာစီကနေတုတ်ပြန်မှုရောက်လာပါတယ်ဖုန်းကိုကင်လိုက်တာနဲ့စေးရီတိုင်းထွားတန်တွေတရားဟောထွက်လာတော့တာပါပဲEdwinမင်းတကယ်ပဲဘာလို့ချင်နေတာလဲငါ့ကိုဒီလောက်အထိလမ်းဆုံးအောင်တွန်းပို့လိုက်ရတော့မင်းပြောပြီးလားကဲဟုတ်ပြီငါအခုချက်ချင်းတောင်းပန်မယ်ငါလူထုကိုရှင်းလင်းချက်ထုတ်ပေးမယ်ဒါတွေအားလုံးကနားလည်မှုလွဲတာပါဆိုပြီးတော့ပေါ်မင်းတို့ဥပဒေဖွဲ့ကိုအမှုပိတ်ခိုင်းလိုက်ပါတော့ဟုတ်ပြီလားမရဘူးဗနက်စာမင်းကကဘာကြီးကမင်းစိတ်ကြိုက်လေပတ်နေတယ်လို့ထင်နေတာလားမင်းကြိုက်တဲ့အချိန်ရှုံးလက်ပတ်မယ်ပြီးရင်မင်းစိတ်ကြိုက်ပြန်ပြီးနာမည်ဖြတ်မယ်လူတိုင်းကမင်းကျိုးဆွဲရကြရမယ်ရုပ်သေးရုပ်တွေများမှတ်နေလားသူမတကယ်ကိုယူသွမတက်ဖြစ်သွားပြီးရဲ့တွင်မင်းလဲကောင်းကောင်းကြီးတရားမှာမဟုတ်ဘူးလို့အော်တော့ကျွန်တော်ဘာစကားမှဆက်မပြောဘဲဖုန်းချလိုက်ပါတယ်ဗနက်စာပြီးခဲ့တဲ့ဘဝတုန်းကတော့မင်းထရစ်စတန်ရဲ့အနားမှာရှိနေပြီးအရာရာကိုအစဉ်ပြေပြေကြော်ဖြတ်နိုင်ခဲ့လိမ့်မယ်ဒါပေမဲ့ဒီဘဝမှာတော့မင်းတို့အတွက်နဲ့စစ်မြေပြင်နဲ့ဆင်းခဲ့တယ်မင်းရဲ့ကျေးဇူးရှင်ကိုသစ္စာဖောက်ခဲ့တယ်စီးပွားရေးလောကတစ်ခုလုံးကိုစန့်ကျင်ခဲ့တယ်ဒါပေမဲ့မင်းပြန်ရလိုက်တာကတော့အရာအလုံးကိုဘာမှမသိပါဘူးဆိုပြီးညင်းသွားတဲ့ယောက်ျားတစ်ယောက်ပဲဒါကအစပဲရှိသေးတယ်မင်းစတာလင်မီသားစုကိုပေးဆက်ရမယ့်အကျွေးကဒီထက်မှကပိုပြီးနှက်ဆိုင်ပါတယ်နောက်တနေရာမှာတော့ဗနက်စာဟာထရစ်စတန်စီသွားပြီးအကူအညီတောင်းပါတယ်ထရစ်စတန်ငါမှအခုဘာမှမကြံတော့ဘူးစတာလင်မီသားစုကငါ့ကိုအိမ်ကနေနှိပ်ထုတ်လိုက်ပြီးအင်တာနက်ပေါ်မှာလည်းလူတွေကငါ့ကိုဆဲနေကြတယ်ပြီးတော့စတာလင်ရဲ့ဥပဒေဖွဲ့ကလည်းငါ့ကိုတရားစွဲတော့မယ်ငါ့ကိုကူညီပါဦးငါမင်းအတွက်အများကြီးလုပ်ပေးခဲ့တာလေစတာလင်ရဲ့လှုပ်ဝက်ဖိုင်တွေကိုလည်းယူပေးခဲ့တယ်မင်းအတွက်နဲ့စတာလင်တို့မိသားစုနဲ့ပါရန်သူဖြစ်ခဲ့တာမင်းငါ့ကိုဒီလိုပြစ်မထားသင့်ဘူးထရစ်စတန်ကသူ့ရဲ့ဝီစကီခွက်ကိုချလိုက်ပြီးမင်းငါ့ကိုကူညီခဲ့တယ်ဟုတ်လားဒါကိုတေးသေးချာချာမှတ်ထားစမ်းဗနက်စာရဲ့တွင်ကထောင်ချောက်ဆင်ထားတာကိုမင်းကအတိညာမရှိပဲခုံဆင်းသွားတာပြီးတော့လူတွေကိုပါခေါ်သွားပြီးသူ့ရုံတန်းကိုမှွေနှောက်ခိုင်းလို့ကင်မရာထဲမှာအထင်သာကြီးအမိခံလိုက်ရတာလေအခုဟေးအုပ်စုရဲ့ရှယ်ယာရှင်တွေကငါ့ကိုဘယ်လိုမြင်နေကြပြီလဲမင်းသိလားဒါဆိုရင်မင်းထုတ်ပြန်လိုက်တဲ့တငယ်ချင်းတတဆိုတဲ့စကားကဘာလဲထရစ်စတန်ငါတို့အတူတူဖြတ်တန်းခဲ့တာဘယ်လောက်တောင်ကြာပြီလဲဒါကကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းဖို့လုပ်ရတာလေငါသာမင်းကိုဖျက်မချရင်ဟေးအုပ်စုတစ်ခုလုံးပါမင်းနဲ့အတူပျက်စီးသွားရမှာလားလို့ထရစ်စတန်ကဝီစကီကိုထပ်တောက်ရင်းဆက်ပြောတယ်ဒါပေမဲ့မင်းကလုံးဝအသုံးမကျတာတော့မဟုတ်ပါဘူးနောက်3လနေရင်အစိုးရတင်တာပွဲရှိတယ်ဟေးအုပ်စုကဒါကိုဘာပဲဖြစ်ဖြစ်အနိုင်ရအောင်လုပ်ရမယ်မင်းစတာလင်တို့အိမ်မှာကြာနေခဲ့တာပဲမို့သူတို့ရဲ့စီးပွားရေးအခြေအနေတွေအားနည်းချက်တွေကိုအကုန်သိထားမှာပဲငါတို့ကိုဒီ project နိုင်ရအောင်ကူညီပေးပါဒါဆိုမင်းကိုကုမ္ပဏီရဲ့ project director ယာဒူးနဲ့လစာကနန်း9လုံးတိန်းကနန်းပေးမယ်ဗနက်စာခိတ္တမြကြောင်သွားပြီးမင်းတကယ်ပြောတာလားလို့မေးတော့တကယ်ပေါ့မင်းကအဒရိုင်းကိုတခြားလူတွေထပ်ပိုသိတာပဲရန်သူအကြောင်းသိရင်ဘယ်တော့မှမရှုံးဘူးဒါကမင်းဘဝကိုပြန်ပြောင်းလဲဖို့တခုတည်းသောအခွင့်အရေးပဲလို့ထရစ်စတန်ကဆိုပါတယ်ဗနက်စာကသွားကိုကြိတ်ပြီးကောင်းပြီငါမင်းကိုကူညီမယ်လို့ဆုံးဖြတ်လိုက်တယ်အေးဒါမှငါသိတဲ့ဗနက်စာပေါ့ဒီလိုနဲ့အဲ့ဒီနှစ်ယောက်ဟာကိုကျိုးစည်းပွားအတွက်ပြန်လဲပူးပေါင်းသွားကြပြန်တယ်အဒရင်မင်းအနိုင်ရပြီးထင်နေတာလားတကယ်ပြကွက်ကအခုမှစတာပါနောက်တနေရာမှာတော့တင်တာပွဲအကဲဖြတ်မဲ့ရက်ကိုနောက်လ15ရက်နေ့အဖြစ်သတ်မှတ်လိုက်ပါတယ်အခုဆိုရင်ကျွန်တော်နဲ့ဘီယန်ကာတို့ဟာတကယ်ကိုရင်းနှီးတဲ့လုပ်ဖော်ကိုင်ဘက်တွေဖြစ်နေကြပါပြီငါမင်းရဲ့အဆိုပြုလွှာကိုစတုထအကြိမ်ဖြစ်ပြန်ပြင်ပြီးအချက်လက်မော်ဒယ်တွေနဲ့စံရအန်ရဲ့စမ်းစစ်ချက်တွေကိုပါအကုန်စစ်ပြီးတော့နောက်ထပ်တစ်ခုဟေးအုပ်စုတဲကငါရဲ့လူယုံတယောက်စီကသတင်းရတယ်ဗနက်စာကဟေးအုပ်စုကိုဝင်သွားပြီးတဲ့ယာလူက project director Tristanစီတိုက်ရိုက် report လုပ်ရတာလို့ဘီယန်ကာကပြောပါတယ်အဲ့ဒီတော့ထရစ်စတန်ကအခုထိလက်မလျှော့သေးပဲဗနက်စာကိုဒီအချိန်ကွက်တီမှာခေါ်လိုက်တာပေါ့ကြည့်ရတာသူတို့ကဒီတင်တာပွဲကိုပဲဓာတ်ရိုက်ပြစ်မှတ်ထားနေတာငါမျှော်လင့်ထားတဲ့အတိုင်းပဲလို့ကျွန်တော်ကတီတီငိမ့်ငိမ့်ပဲတုံ့ပြန်လိုက်တယ်သူမအခုဘာအဆက်အသွယ်မှမရှိတော့ဘူးဟေးအုပ်စုကလွယ်ရင်သွားစရာနေရာမရှိတော့ဘူးဘီယန်ကာကလည်းထောက်ခံပေမဲ့စိုးရိမ်စိတ်လေးတော့ရှိနေသေးတယ်ဒါပေမဲ့သူမကငါတို့အကြောင်းကိုတိတ်တိနေတာကုမ္ပဏီရဲ့အဓိကလှုပ်ဝက်ချက်တွေကိုမသိပေမဲ့ငါတို့ရဲ့စီးပွားရေးဗျူဟာတွေညှိနှိုင်းတဲ့ပုံစံတွေနဲ့အဆက်အသွယ်တွေကိုတော့သူမကောင်းကောင်းသိထားတယ်ငါသိတယ်အဲ့ဒါကြောင့်ဒီတခါတော့သူမကိုဘာခွင့်ရေးမှလုံးဝပေးလို့မဖြစ်ဘူးလို့ပြောပြီးကျွန်တော်မက်တာထရက်ကသတင်းပေါက်အပြင်ဘက်ကအဆောက်အဦကြီးတွေကိုလှမ်းကြည့်နေမိတယ်
အဲ့ဒီချိန်မှာပဲကျွန်တော်ဖုန်းထဲကိုနောက်ထပ် message တစ်ခုဝင်လာပြန်တယ်ဟေးအုပ်စုကအပြင်းထန်ပြင်ဆင်နေတယ်တဲ့ဘီယန်ကာကကျွန်တော်ကိုစနောက်ပြီးကြည့်ရတာသူမကထရစ်စတန်နဲ့ပူပေါင်းပြီးတင်တာပွဲမှာမင်းကိုအသေးလဲတိုက်ခိုက်ဖို့ပြင်နေပြီထင်တယ်လို့ဆိုတော့ကျွန်တော်ကအေးဆက်ဆက်နဲ့သူမကစကားကြေပြောရတာသဘောကျတာကိုဒါဆိုရင်တော့အနိုင်ရရှိသူကအားလုံးကိုတိမ့်ပိုက်တယ်ဆိုတာဘာလဲဆိုတာကိုသူမမျက်စိနဲ့တက်အပ်မြင်စေရတာပေါ့လို့ပြန်ပြောလိုက်တယ်။ဗနက်စာပြီးခဲ့တဲ့ဘဝတုန်းကတော့မင်းကရဲ့အဆက်အသွယ်တွေကိုတုံးပြီးဒီ project ကိုအနိုင်ရခဲ့ပြီးယာရုတွေတရားဟောတက်ခဲ့တာပေါ့ဒါပေမဲ့ဒီဘဝမှာတော့မင်းဒီမျိုးကနေတောင်ထုတ်ခွင့်ရမှာမဟုတ်ဘူးမင်းဟေးအုပ်စုကိုအာကိုပြီးကစားပွဲကိုပြောင်းပြန်လာနိုင်မယ်ထင်နေတာလားဒီကဘာဦးမှာစီကံတစ်ခုပဲရှိတယ်အနိုင်ရသူကအားလုံးကိုတိမ့်ပိုက်တာပဲမင်းကတကယ်ပြက်ကွက်ကအခုမှဆက်လာလို့ပြောခဲ့တယ်မဟုတ်လားဒါဆိုရင်တော့ငါမင်းနဲ့အတူအဆုံးထိကစားပေးမှာပေါ့ပြီးတော့အခုချိန်မှာကျွန်တော်ကအရေးကြီးတဲ့လူတစ်ယောက်ရောက်လာဖို့ကိုစောင့်နေတာပါတခင်လေးစုံစမ်းခိုင်းထားတဲ့လူကိုတွေ့ပါပြီပင်းစကာတာတဲ့ဗနက်စာရဲ့ဖခင်ကွယ်လွန်ပြီးနောက်မှာစာရွက်စာတမ်းအရသူမရဲ့အနီးဆက်ဆုံးဆွေမျိုးတော်ဆက်သူဦးလေးပေါ့ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာသူကအနောက်တောင်ဘက်နေဆက်မှာဟိုအလုပ်လုပ်ရင်းလှည့်လည်သွားလာနေတာဒါပေမဲ့အချိန်များစုကိုတော့ဖဲဝိုင်းတွေမှာပဲအကုန်ဆုံးစေခဲ့တာပါအရင်တုန်းကဗနက်စာပြပမှာကြောင်းတက်ရင်ဒုက္ခရောက်နေတဲ့အခက်အခဲဆုံးအချိန်တွေတုန်းကဒီဦးလေးကဖုန်းတစ်ချက်တောင်မဆက်ခဲ့ဘူးလို့ဝေါ်တာကခိတရက်ပြီးဆက်ပြောတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုတွားရှာတွေ့တဲ့အချိန်မှာသူကမာဂျွန်ကစားဝိုင်းတစ်ခုရဲ့တကားဝမှာစောင့်ကြောက်ထိုင်နေတာသူကမင်းရဲ့တူမကစတာလင်ကုမ္ပဏီမှာဆိုတဲ့စကားကိုကြားလိုက်ရတဲ့ခဏမှာသူ့မျက်ဝန်းထဲမှာပေါ်လာတာကစိုးရိမ်စိတ်မဟုတ်ဘူးတွက်ကိန်းတွေပဲသူကဗနက်စာရာထူးတက်သွားပြီးမှသူလည်းဦးလေးတယောက်အနေနဲ့ဝေစုလာနိုင်လို့ရမယ်လို့တွက်လိုက်ပုံပဲဝေါ်တာယူလာတဲ့တဲ့င်းကကျွန်တော်ကိုစိတ်ချမ်းသာစေခဲ့တယ်သူ့ကိုခေါ်ခဲ့လိုက်ပါသူ့ရဲ့တူမလေးကသူ့ရဲ့ချစ်လှစွာသောဦးလေးကိုလိုအပ်နေတယ်လို့တွားပြောလိုက်နားလည်ပါပြီတခင်လေးဒါဆိုရင်တော့ဗနက်စာအတွက်ကင်တွေရခက်ခဲမဲ့နောက်ထပ်အားနည်းချက်တစ်ခုတိုးလာပြီပေါ့နောက်တစ်နေ့မှာတော့ဝေါ်တာကစုပ်ပြတ်တက်နေတဲ့အဝတ်စားတွေဝတ်ထားတဲ့လူတစ်ယောက်ကိုစတာလင်အိမ်တော်စီခေါ်လာပါတယ်။အော်မင်းကစတာလင်တို့ရဲ့တခင်လေးပေါ့ငါနာမည်ကဗင်းစကာတာပါဗနက်စာရဲ့ဦးလေးပေါ့သူ့အဖေစောစောစီးစီးဆုံးသွားတော့ဦးလေးတစ်ယောက်အနေနဲ့ငါကပဲသူ့ရဲ့အနီးဆက်ဆုံးလူကြီးမိဘပေါ့ကြားလာတော့မင်းတို့မိသားစုကငါတူမလေးကိုစောက်ရှောက်ထားပြီးအလုံးနဲ့နေစရာပါပေးထားတယ်ဆိုလို့ငါကတော့အရေးချင်းမရှိတဲ့ဦးလေးတစ်ယောက်မို့သူ့ကိုလာကြည့်ရင်မင်းတို့ကိုလည်းကိုယ်တိုင်လာကျေးဇူးတင်တာပါလို့ဆိုပါတယ်။ကျွန်တော်ကယဉ်ကျေးပြုငါတဲ့အပြုံးနဲ့အော်ဗနက်စာရဲ့ဦးလေးကိုဗနက်စာကကုမ္ပဏီမှာအလုပ်တင်အဖြစ်ခေတ္တလုပ်ခဲ့တာတော့မှန်ပါတယ်ဒါပေမဲ့မကြခင်မှာပဲသူမကုမ္ပဏီကနေထွက်သွားခဲ့ပါပြီလို့ပြောလိုက်တယ်အဲ့ဒီလူရဲ့အပြုံးကချက်ချင်းတောက်တင်းသွားပြီးဘယ်ကိုထွက်သွားတာလဲလို့မေးတော့အဲ့ဒါကတော့သူမကိုယ်တိုင်ကိုပဲမေးကြည့်ရမှာပေါ့လို့ကျွန်တော်ကဖြေလိုက်တယ်အဲ့ဒီမှာတင်အဲ့ဒီလူကဒေါသတကြီးနဲ့မင်းတို့မိသားစုကသူ့ကိုစောင့်ရှောက်ပါမယ်ကုမ္ပဏီမှာအလုပ်ပေးပါမယ်လို့သဘောတူထားပြီးတော့အခုကျတော့ဘာလို့မောင်းထုတ်လိုက်ရတာလဲမိန်းကလေးတယောက်တည်းပြင်ပမှာသွားနေရတာဘယ်လောက်တောင်အနေအများလဲသူ့ဖေတေခါနီးမှာသူ့ကိုငါလက်ထဲအပ်သွားခဲ့တာဦးလေးတယောက်အနေနဲ့ငါဒီတိုင်းထိုင်ကြည့်မနေနိုင်ဘူးလို့အော်ပါတော့တယ်ကျွန်တော်ကဘာမှမသိတဲ့ပုံစံနဲ့အသေးစိတ်ကိုတော့သူမကိုပဲမေးကြည့်ပါကျွန်တော်တို့ကတော့ပုံမှန်လှုပ်ထုံးလုပ်နေတိုင်းပဲထွက်ခွင့်ပေးလိုက်တာမို့ဘာအနေမှမရှိပါဘူးဒါပေမဲ့လို့ပြောပြီးခဏရက်လိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲအော်ကျွန်တော်သိရတဲ့လောက်တော့သူမအလုပ်တစ်သွားမရှာဘဲနဲ့သူမရဲ့ရီးစားနဲ့အတူသွားနေတယ်လို့ကြားလို့ပါရီးစားဟုတ်လားဘယ်ကရီးစားလဲသူ့ဖေမရှိတော့တဲ့နောက်မှာသူ့ရဲ့အိမ်တော်ကြီးကဦးလေးဖြစ်တဲ့ငါကပဲအဆုံးဖြတ်ပေးရမှာဘယ်ကကောင်ကငါတူမကိုလာပြီးလက်ဖျားနဲ့တို့ရဲတာလဲငါကိုအဲ့ဒီနေရာအခုချက်ချင်းလိုက်ပို့စမ်းကျွန်တော်ကဟန်ဆောင်ပြီးတက်ပြင်းတစ်ချက်ချကဝေါ်တာကားပြင်လိုက်ပါဦးလို့ညွှန်ကြားလိုက်တယ်ဗနက်စာမင်းစတာလင်မီသားစုကိုပြန်ဆက်ရမယ့်အချိန်ရောက်ပြီဒီလိုနဲ့ဗနက်စာရဲ့ဦးလေးနဲ့ကျွန်တော်တို့မြို့ပြင်ကတီးတက်ဗီလာအင်ဂျီတစ်ခုစီမောင်းထွက်ခဲ့ကြတယ်လန်ခီမှာကျွန်တော်ကလမ်းဘေးကကောက်တီးရိုက်တံတစ်ခုကိုကောက်ယူလိုက်တယ်မင်းဘာလို့ကောက်တီးရိုက်တံကြီးကင်လာတာလဲလို့အဲ့ဒီလူကမေးတော့လမ်းကကျန်းလို့ပါတောင်ဝေးဖြစ်သုံးမလို့ကျွန်တော်ကပြန်ဖြေခဲ့တယ်ကျွန်တော်တို့စိန်ခံဗီလာကြီးထဲဝင်လိုက်တာနဲ့ချစ်တင်းနှင်းနှောနေတဲ့အတန်တွေကပြန့်လွင့်လာပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကကောက်တီးရိုက်တံကိုအမတ်မထင်လွှတ်ချလိုက်မိပြီးဗနက်စာရဲ့ဦးလေးကလည်းကွက်တီပဲအဲ့ဒီတံကိုကောက်ကင်လိုက်တယ်ညီညူတန်တွေနောက်ကိုလိုက်သွားရင်အဲ့ဒီလူကတကားတစ်ခုနားရောက်သွားပြီးတကားကိုဝုန်းကနေတွန်းဖွင့်လိုက်တဲ့ခဏမှာပဲကရင်ဘော်ကမိန်းကလေးဟာလမ်းဖြတ်ပြီးမျက်နှာတစ်ခုလုံးဖြူဆုပ်သွားပါတော့တယ်ခရစ်စတန်ကတော့အခြေအနေကိုကြည့်ပြီးချက်ချင်းရှောင်ထွက်ဖို့လုပ်ပေမဲ့ဗနက်စာဦးလေးရဲ့ကောက်တီးရိုက်တံကချက်ချင်းပဲကိုရန်ပြီးသားဖြစ်သွားခဲ့ပါပြီမင်းလိုကောင်စုပ်ကငါတူမကိုထီရဲတယ်ဟုတ်လားသူ့ဖေမရှိတော့ပေမဲ့သူ့ဦးလေးရှိသေးတယ်ကွာမင်းကိုငါတင်ငန်းစာပေးရမယ်လို့အော်ပြီးရိုက်နှက်ပါတော့တဲ့ခရစ်စတန်ရဲ့နာကျင်စွာအော်ဟစ်တန်တွေဟာစောစောကရေမောတန်တွေနဲ့လုံးဝတခြားစီပါပဲသူကကောက်တီးရိုက်တံနဲ့ယူသွမတက်ရိုက်နှက်နေတဲ့အဲ့ဒီဦးလေးကိုတွန်းဖယ်ပြီးဝရန်ဒါဘက်ကိုထွက်ပြေးဖို့ကြိုးစားပေမဲ့နှစ်ပေါင်းများစွာဆွေးမြေ့နေတဲ့ဝရန်ဒါလက်ရန်ကိုတွားတိုက်မိပြီးအောက်ကိုပြုတ်ကျသွားပါတော့တယ်အဲ့ဒီတော့မှအဲ့ဒီလူလည်းအမှုကြီးသွားပြီဆိုတာကိုသိပြီးချက်ချင်းပဲထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ဆေးရုံရဲ့အရေးပေါ်အခန်းထဲမှာတော့ခရစ်စတန်ကိုအပူတပြင်းကုသပေးနေကြရတယ်ကျွန်တော်ကတော့အပြင်မှာစိုးရိမ်ကြီးနဲ့စောင့်နေရတာပေါ့ဘာပဲဖြစ်ဖြစ်လူတင်မှုတော့မဖြစ်စေချင်ဘူးလေဆရာဝန်သူ့အခြေအနေဘယ်လိုရှိလဲဗျာလူနာရဲ့ခါယိုစစ်ကပြင်းပြင်းထန်ထန်ပျက်စီးသွားပါတယ်ကျွန်တော်တို့အချိန်မီကုသပေးနိုင်လို့အသက်ကိုတော့ကယ်နိုင်ခဲ့ပေမဲ့သူကတော့ခါအောက်ပိုင်းတစ်ကိုယ်လုံးတည်သွားပါပြီ paralyzed ဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်ဆရာဝန်ကြီး
ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုကျေးဇူးတင်ပြီးနောက်ကျွန်တော်ရင်ထဲမှာခံစားချက်တွေတလိမ့်လိမ့်တက်လာမိတယ်ပြီးခဲ့တဲ့ဘဝကကျွန်တော်ရဲ့ကံကြမ္မာနဲ့ရှင်ရင်တော့ငါကမင်းထက်နည်းနည်းပူပြီးကံကောင်းခဲ့တယ်လို့ပြောရမှာပဲအနည်းဆုံးတော့ငါကမြဲမြဲဆန်ဆန်ပဲတည်ဆုံးသွားခဲ့တာကိုတကယ်တော့ငါမင်းကိုအသက်ရှိရှိနေစေချင်ပါသေးတယ်အသက်တရားအထိနေသွားရင်ပိုတောင်ကောင်းမယ်မင်းရဲ့စီးပွားခတွေကိုတော့ငါအိတ်ကထဲကနေစိုက်ထုတ်ပေးဖို့အသင့်ပဲနောက်တနေရာမှာတော့မစ်စစ်ဟေးထရစ်စတန်ရဲ့မိခင်နဲ့ဗနက်ဆာတို့ဆေးရုံကိုရောက်လာကြပြီးရန်သူချင်းစုံတဲ့အခါမျက်လုံးတွေမြင်မြန်းသွားကြတယ်မစ်စစ်ဟေးဒါကျမအဖြစ်မဟုတ်ပါဘူးကျမဦးလေးလောက်တာပါဦးလေးကိုပဲသွားဖမ်းပါလို့ဗနက်ဆာကပြပြတလဲညင်းတော့မစ်စစ်ဟေးရဲ့ရင်ထဲမှာဒေါသတွေတောက်လောင်သွားပြီးမင်းသားနာသားကိုမမြူဆွဲခဲ့ရင်မင်းရဲ့အောက်တန်းကျတဲ့ဦးလေးကဒီကိုလာပါမလားသူသားဒီကိုလာပြီးငါသားကိုမရိုက်ခဲ့ရင်ငါရဲ့တနာစရာသားလေးကဒီလိုဖြစ်ပါမလားဒါအကုန်လုံးမင်းဖြစ်ပဲလို့អော်ပါတော့တယ်ဒါပေမဲ့မစ်စစ်ဟေးကပြစ်ဒဏ်တစ်ခုကိုဆုံးဖြတ်လိုက်ပြီးမင်းသားကိုလက်ထပ်ပြီးသူ့ရဲ့ဘဝတစ်သက်တာလုံးကိုပြုစုစောင့်ရှောက်ရမယ်ဗနက်ဆာမိုးချိုးပြစ်ခံလိုက်ရတယ်လို့ဖြစ်သွားပြီးမဟန်ဘူးကျမကိုပိုင်စီးပွားရေးတိစောက်ဖို့အလုပ်လုပ်ချင်သေးတယ်ကျမကိုလွှတ်ပေးပါလို့ငိုယိုတောင်းပန်ပေမဲ့မစ်စစ်ဟေးကနှာခေါင်းရှုံပြီးမင်းလိုမိန်းကလေးမျိုးကဘယ်ကုမ္ပဏီကောင်းမှအလုပ်ရမှာမဟုတ်ဘူးဒီဘဝမှာတော့ထွက်ပြေးဖို့အိမ်မက်တောင်မမှန်နဲ့မင်းအသက်ရှင်နေရင်ဟေးရဲ့လူပဲတည်သွားရင်လည်းဟေးရဲ့တရေပဲဖြစ်ရမယ်လို့អော်ပါတယ်ဗနက်ဆာကချက်ချင်းပဲသူမရဲ့ကိုကျင့်တရားစင်မြင့်ပေါ်ပြန်တက်ပြီးအခုခေတ်ကအိမ်တော်ရေးလွတ်လပ်ခွင့်ရှိတယ်လေရှင်ကျမကိုအတ္တမမခိုင်းနိုင်ဘူးလို့ဆိုတော့ငါခိုင်းနိုင်တာပေါ့လက်မထက်ချင်ရင်ရော်ကြီးပေးလို့မစ်စစ်ဟေးကခြေလန်းတိုင်းတိုးလာရင်ပြောတယ်ငါတွက်ပြီးငါတို့မိသားစုကိုတန်း30ပေးထားဆိုပြီးအရင်တုန်းကဗနက်ဆာနဲ့ထရစ်စတန်တို့ရီးစားတွေဖြစ်လူသိရှင်ကြားကြီးညာခဲ့တုန်းကထရစ်စတန်ရဲ့မိခင်ဟာရောက်ခမလောင်းအနေနဲ့စီးပွားရေးထောက်ရှော့တစ်ခုမှပါဝင်ပြီးဗနက်ဆာကိုတမီးရင်းလေးလိုချစ်မြတ်နိုးကြောင်းတဖွာဖွာချီးကျူးခဲ့ပူတာလေအခုတော့တစ်ချိန်ကချစ်လာစွာသောမိခင်နဲ့ချွေးမလောင်းတို့ဒီလိုအခြေအနေမျိုးအထိရောက်လာလိမ့်မယ်လို့ဘသူကထင်ထားမှလဲတန်း30တဲ့တကယ်ကိုဟာတာပဲဘင်းစ်နဲ့ဗနက်ဆာတို့ပေါင်းရင်တောင်3သိန်းမရှိပါဘူးပြီးတော့ဘင်းစ်ရဲ့စရိုက်တိုင်းဆိုရင်သူကတော့ဘယ်စီရောက်သွားမှမသိအောင်ထွက်ပြေးလွတ်မြောက်သွားပြီလေကျွန်တော်ကတော့အခြေအနေကိုကြည့်ပြီးကျွန်တော်ရဲခေါ်ပေးရမလားဆိုပြီးမီးလောင်ရလေးပင်ပေးလိုက်တယ်နောက်တစ်နေ့မှာတော့မစ်စစ်ဟေးဟာဒေါသတကြီးနဲ့စတာလင်ကုမ္ပဏီထဲကိုဝင်လာပါတယ်စတာလင်တို့မိသားစုဘက်မှာလည်းမင်းတို့မိသားစုကြောင့်ငါသားဘဝပျက်စီးသွားပြီးအခုကျတော့ဘာလို့ပုံနေပြီးလူချင်းမရင်ဆိုင်ရဲတာလဲအဲ့ဒီအချိန်မှာပဲကျွန်တော်ဖေဖေရှေ့ကိုထွက်လာခဲ့တယ်မင်းတို့တနာလို့ခေါ်ထားတဲ့မွေဟောက်မကြောင့်ငါသားဒုက္ခရောက်ရပြီးမင်းတို့ကုမ္ပဏီကတကယ်မြေခွင်းမကိုအိမ်ထဲခေါ်ထားပြီးငါတို့မိသားစုတစ်ခုလုံးကိုဖျက်ဆီးပစ်တာလို့မစ်စစ်ဟေးကအော်ဟစ်ပြီးစိတ်ကိုပြန်ထိန်းတာဒီနေ့ကစပြီးဟေးအုပ်စုနဲ့စတာလင်အုပ်စုကမဟာရန်သူတွေပဲလို့ကြီးညာပါတယ်ကျွန်တော်ဖေဖေကဘာမှပြန်မငင်းပဲလှည့်ပြီးထွက်သွားခဲ့တယ်အခုဆိုရင်ဗနက်ဆာဟာလမ်းစာပြောက်ပြီးထောင်ပိတ်မိနေပါပြီ Entering ငါရှိရဲ့ရီးစားအဖြစ်တွဲဖို့သဘောတူပါတယ်ငါအတွက်အဲ့ဒီတန်း30ရုပ်ကြီးကိုစိုက်ရုပ်ပေးပါဦးငါမကြခင်ပြန်ဆက်ပါမယ်လို့လာတောင်းမှန်တော့ကျွန်တော်ကအေးဆက်ဆက်နဲ့ငါဘာလို့မင်းကိုကူညီရမှာလဲပြီးတော့မင်းကဘယ်ကနေတန်း30ရှာပြီးငါ့ကိုပြန်ဆက်မှာလဲအိမ်မက်မက်ပြီးရှာမှာလားဒါမှမဟုတ်လိမ့်လေပြီးရှာမှာလားလို့မေးလိုက်တယ်ဗနက်စာစိတ်တွေပြပြလာပြီးရှင်ပဲဖြစ်ရမယ်ရှင်ပဲဖြစ်ရမယ်ရှင်အခုထိငါ့ကိုမရရအောင်ဖမ်းနေတာမဟုတ်လားရှင်ငါ့ကိုဒီလောက်တောင်ချစ်တာပဲဥစ္စာလို့ဆိုတော့ပြီးခဲ့တဲ့ဘဝတုန်းကမင်းနဲ့ထရစ်စတန်တို့ပူးပေါင်းပြီးစတာလင်ကိုဖျက်ဆီးခဲ့လို့ငါမိသားစုတစ်ခုလုံးတေချောင်းကြံခဲ့ရတာလေအဲ့ဒါကိုမင်းကငါ့ကိုလာပြီးကူညီခိုင်းနေသေးတယ်ဟုတ်အဲ့ဒီတော့မှဗနက်စာချက်ချင်းသဘောပေါက်သွားပြီငါသိတာပဲကုမ္ပဏီကိုအလုပ်စဝင်တဲ့ပထမဆုံးနေ့ကတည်းကရှင်ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးငါသိခဲ့တယ်ရှင်လည်းပြန်လည်မွေးဖွားလာတာဆိုတော့ငါတို့နှစ်ယောက်ပို့ပြီးပူးပေါင်းတင်တာပေါ့အတိတ်ကအရာအလုံးကိုမေ့ပြစ်လိုက်ကြရအောင်ဘာမှမဖြစ်ခဲ့တယ်လို့မျိုးသဘောထားပြီးဘဝတစ်ကိုအတူတူစတင်ကြရအောင်ဟုတ်ပြီလားလို့ပြောပါတယ်ဒါကိုကြားတော့ကျွန်တော်တကယ်ပဲသူမရဲ့အုံနောက်ထဲဘာတွေတွေးနေလဲဆိုတာကိုနားမလည်နိုင်တော့ဘူးမင်းတကယ်ပဲအဲ့ဒါဖြစ်နိုင်မယ်ထင်လို့လားငါမှားခဲ့ပါတယ်ဒါတွေအားလုံးကထရစ်စတန်ရဲ့အကြံစီတွေပါရှင်လဲ report ဖြစ်ပြီးသားပဲဥစ္စာဘာမှမဖြစ်ခဲ့တယ်လို့မျိုးသဘောထားလိုက်ကြရအောင်ပြန်စားကြရအောင်နော်ဒါပေမဲ့အဲ့ဒါကတော့လုံးဝမဖြစ်နိုင်တဲ့အရာပါပဲ Entering ငါအရင်ဘဝတုန်းကစတာလင်ကိုဖျက်ဆီးခဲ့တာဟုတ်ပြီလေအခုကျတော့ရှင်လဲအသက်ရှင်လျက်အကောင်းကြီးရှိနေသေးတာပဲမဟုတ်လားဒါတွေကိုအတိတ်မှာပဲထားခဲ့လို့မရဘူးလားအတိတ်မှာထားခဲ့မယ်ဟုတ်လားဗနက်စာအချို့အရာတွေကမင်းဘဝပေါင်း30ဘဝပြောင်းရင်တော့အတိတ်မှာထားခဲ့လို့မရဘူးမင်းစတာလင်မိသားစုကိုပေးဆက်ရမယ့်အကျွေးကပြန်စားကြရအောင်ဆိုတဲ့စကားတစ်ခုနဲ့ဖျောက်ပစ်လို့မရဘူးနောက်လာမယ့်နေ့ရက်တွေမှာမင်းဓာတွေကိုတစစီပြန်ပေးဆက်ရလိမ့်မယ်တင်တာပွဲအကဲဖြတ်မဲ့နေ့ရောက်တော့ကျွန်တော်နဲ့ဘီယန်ကာတို့နောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ကြပါတယ်တကယ်တော့ငါနည်းနည်းရင်ခုန်နေတယ်ကွာလို့ဘီယန်ကာကဆိုတော့စိတ်အေးထားပါပြီးခဲ့တဲ့ဘဝတုန်းကဗနက်စာမင်းကိုနှိပ်ကွနိုင်ခဲ့တာကမင်းမအရေးချင်းမရှိလို့မဟုတ်ဘူးသူမရဲ့နောက်ွယ်မှာစတာလင်ရဲ့အရင်မြစ်တွေနဲ့အဆက်အသွယ်တွေရှိနေခဲ့လို့ပဲဒီဘဝမှာတော့အဲ့ဒီအတားအဆီးတွေဘာမှမရှိတော့ဘူးမင်းရဲ့ပုံမှန်ရေးချင်းအတိုင်းပဲပြသလိုက်ပါလို့ကျွန်တော်ကအားပေးခဲ့တယ်မျှော်လင့်ထားတဲ့အတိုင်းပဲဘီယန်ကာရဲ့ထက်မြက်လာတဲ့စတာလင်ရဲ့အဆိုပြုလွှာဟာဒိုင်လူကြီးတွေရဲ့တညီတညွတ်တဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဟေးအုပ်စုရဲ့ project director ဗနက်စာဟာထိုင်ယာကနေဝုန်းကနေထွက်လိုက်ပြီးအကဲဖြတ်အဖွဲ့ဝင်လူကြီးမင်းတို့ရှင့်ပွဲမစတင်ခင်မှာကျမဘက်ကနေနောက်ထပ်အထောက်ထားအချို့ကိုအရင်တင်ပြချင်ပါတယ်ဗနက်စာဟာထရစ်စတန်အောက်ပိုင်းတည်မသွားခင်ကတည်းကကြိုတင်ပြင်ဆင်ထားတဲ့အစီအစဉ်အတိုင်းလှုပ်ဆောင်နေတာပါဒါကစတာလင်ယင်းနှိမ့်ညွန့်မှုလုပ်ငန်းရဲ့မတမာတဲ့နည်းလမ်းတွေသုံးထားတဲ့အထောက်ထားတွေပါကျေးဇူးပြုပြီးလူကြီးမင်းတို့စစ်ဆေးပေးပါဦးအစည်းအဝေးခန်းမတစ်ခုလုံးစုမြန်သွားပြီးဒိုင်လူကြီးတယောက်ကဒရိုက်တာကတာ
မင်းတင်ပြထားတဲ့အထောက်အထားတွေအရစတာလင်ကုမ္ပဏီကအကဲဖြတ်စဉ်တွင်လက်ပေးလက်ယူလုပ်ခဲ့တယ်လို့ပြနေတယ်ဒီအတန်ဖိုင်ကိုတရားဝင်နည်းလမ်းနဲ့ရခဲ့တာတေချာရဲ့လားလို့မေးပါတယ်တေချာပါတယ်ဒါတရားဝင်ရရှိထားတဲ့အတန်ဖိုင်ပါကျွန်တော်အဲ့ဒီစာရွက်စာတမ်းကိုယူပြီးပါဝင်တဲ့အတန်ဖိုင်မျိုးကိုကြည့်လိုက်တယ်ဒါကကျွန်တော်နဲ့ဘီယန်ကာတို့အကဲဖြတ်ဖွဲ့ရဲ့လိုအပ်ချက်တွေကိုတိတိကျကျပြင်ဆင်ပြီးပြီလားဆိုတာကိုအတည်ပြုနေတဲ့စကားဝိုင်းတက်ပါပဲဒရိုက်တာကမင်းတင်ပြထားတဲ့အထောက်အထားကအစစ်အမှန်တော့ဟုတ်ပါတယ်ဒါပေမဲ့မင်းစကလုံးအချို့ကိုခြံထားခဲ့တာမဟုတ်လားလို့ပြောပြီးကျွန်တော်ကဒိုင်လူကြီးတွေပဲလှည့်ကအကဲဖြတ်အဖွဲ့ဝင်လူကြီးမင်းတို့ခင်ဗျာကျွန်တော်ဘီယန်ကာကိုအကဲဖြတ်ဖွဲ့ဥက္ကဋ္ဌစီလမ်းညွှန်ပေးပြီးတဲ့နောက်မှာဒါပေမဲ့အရာအလုံးကအကဲဖြတ်မှုစီကံအတိုင်းပဲဖြစ်ရမယ်ငါဘီယန်ကာရဲ့အရေးချင်းကိုယုံကြည်တယ်ဆိုတဲ့စကားလုံးကိုချက်ချင်းထည့်ပြောခဲ့ပါတယ်ကျွန်တော်အားလုံးအဆင်ပြေပြီလို့ပြောတာကဘီယန်ကာရဲ့ဖွဲ့လက်မှတ်တွေလုပ်ငန်းအတွေ့အကြုံတွေနဲ့ project မှတ်တမ်းအားလုံးကိုပြည့်ပြည့်စုံစုံတင်ပြပြီးပြီလို့ဆိုလိုတာပါသူမကဒီအတန်ဖိုင်တစ်ခုကိုမတမာတဲ့နီးလန်းနဲ့ဖြည့်ညက်ကတ်လုပ်ပြီးဒီတင်တာပွဲကိုဖျက်ဆီးဖို့ကြိုးစားနေတာပါလို့ရှက်အင်းပြလိုက်တယ်ကျွန်တော်ဒါကိုတက်တည်ခံနိုင်ပါတယ်ဒါကမစ္စတာစတာလင်ကကျမကိုလမ်းညွှန်ပေးတော့ကပို့ခဲ့တဲ့ email မှတ်တမ်းအပြည့်စုံပါလူကြီးမင်းတို့စစ်ဆေးနိုင်ပါတယ်လို့ဘီယန်ကာကလည်းဝင်ရှင်းပါတယ်အဲ့ဒီခါမှာတော့ဗနက်စာရဲ့မျက်နှာဟာချက်ချင်းမောင်မောင်မဲမဲဖြစ်သွားပြီဒါမဖြစ်နိုင်တာမင်းတို့ဓာတွေကိုဘယ်တော့ကလေးကပြင်ဆင်ထားတာလဲလို့တူတူလေးရေယုံမိတယ်မင်းစတာလင်ကနေထွက်သွားတဲ့နေ့ကလေးကပေါ့ဗနက်စာမင်းဟေးအုပ်စုကိုဝင်သွားတာကိုငါမသိဘူးထင်နေတာလားထရစ်စတန်ရဲ့ရည်ရွယ်ချက်ကစတာလင်ကိုဖျက်ဆီးဖို့ဆိုတာငါမသိဘူးထင်နေတာလားမင်းဒီတင်တာပွဲမှာပြဿနာရှာမယ်ဆိုတာငါကြုံမတွက်မိဘူးထင်နေတာလားပြီးခဲ့တဲ့ဘဝတုန်းကတော့မင်းဒီဗျူဟာကိုတုံးပြီးစတာလင်ရဲ့ဖိုင်တွေကိုခိုးယူကတင်တာပွဲမှာထရစ်စတန်ကိုအနိုင်ရစေခဲ့တာပေါ့ဒါပေမဲ့ဒီဘဝမှာတော့မင်းကိုအဲ့ဒီအခွင့်အရေးမျိုးငါထပ်ပေးမယ်ထင်နေလားဒိုင်လူကြီးတွေကအခြေအနေကိုကြည့်ပြီးဟေးအုပ်စုဟာတင်တာပွဲအတွင်းမတမာတဲ့နီးလန်းနဲ့လှုပ်ကြံထားတဲ့အထောက်အထားတူတွေကိုတင်ပြပြီးပွဲရဲ့တရားမျှတမှုကိုဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့အတွက်တင်တာပွဲစည်းကမ်းအရဟေးအုပ်စုကိုဒီပွဲကနေတရားဝင်ရည်ချင်းပယ်ဖျက်လိုက်ပြီလို့ကြေညာပါတယ်။ခါအောက်ပိုင်းတင်နေတဲ့ထရစ်စတန်ဟာလည်းအဆက်တကွဲနဲ့အခမ်းအနားကနေထွက်ခွာသွားရပါတော့တယ်။ဗနက်စာကကျွန်တော်ကိုမုံတီးဆက်ဆုပ်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ပေမဲ့ကျွန်တော်ကသူမကိုဂရုမစိုက်ပဲဘီယန်ကာကိုနောက်ဆုံးတင်ပြချက် presentation ပြုလုပ်ဖို့အချက်ပြလိုက်တယ်။ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ခင်ဗျာ။အခုစတာလင်ယင်းနှိမ့်ညွတ်မှုလုပ်ငန်းရဲ့နောက်ဆုံးအဆိုပြုလွှာကိုတရားဝင်တင်ပြပါမယ်။နောက်ဆုံးမှာတော့ဘီယန်ကာဟာစတာလင်အုပ်စုကိုတင်တာပွဲရဲ့နံပါတ်1နေရာအထိမပြိုင်ဘက်ကင်းအနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဗနက်စာပြီးခဲ့တဲ့ဘဝတုန်းကတော့မင်းငါရဲ့အဆက်အသွယ်တွေနဲ့အနိုင်ရခဲ့တာပေါ့ဒါပေမဲ့ဒီဘဝမှာတော့ဘာမှတမမှုမှမရှိဘူးတကယ်အရေးချင်းတက်တက်နဲ့ပဲအနိုင်ရခဲ့တာဒါကစီးပွားရေးလောကရဲ့တကယ်အနှစ်သာရပဲမကြခင်အချိန်တန်ကြာတော့ဗနက်စာဟာသူမရဲ့အကျွေးတွေကိုဆက်ဖို့လမ်းကြောင်းအသစ်တစ်ခုကိုရှာဖွေခဲ့ရပြန်တယ်။မစ္စကာလာကြားတာတော့မင်းအရင်ကစတာလင်ကုမ္ပဏီကြီးမှာလုပ်ခဲ့တာဆိုအခုကျတော့ဘာလို့ဒီလိုအခြေအနေမျိုးအထိရောက်သွားရတာလဲလို့ကုမ္ပဏီပိုင်ရှင်တယောက်ကမေးတော့ဗနက်စာကပုံစံမျိုးမျိုးနဲ့ညူတူတူလုပ်ရင်မစ္စတာကာလိုဝေးခါဝဲရဲ့အတိတ်ကအကြောင်းတွေကိုထားလိုက်ပါတော့ရှင်းပြောတဲ့အဲ့ဒီ project ကလို့စကားဆပါတယ် project ဟုတ်လားလွယ်ပါတယ်မင်းလိုအလှလေးဗနက်စာတာလို့ချင်းရင်ဘယ် project မဆိုရနိုင်တာပေါ့ဒါပေမဲ့မင်းကငါတို့နဲ့အတူပျော်ပျော်ပါပါကစားတတ်ဖို့တော့လိုတာပေါ့လို့အဲ့ဒီလူကဆိုတော့ဗနက်စာဟာအရက်ခွက်ကိုအောင်ရပြီးတောက်လိုက်ပေမဲ့မကြခင်မှာပဲဆက်ပြီးမခံစားနိုင်တော့ပဲအခန်းထဲကနေပြတလဲထွက်ပြေးခဲ့ရပါတယ်သူမအပြင်မှာအသက်ရှူလိုက်တဲ့အချိန်မှာပဲမျက်နှာချင်းဆိုင်တီးတန့်ခန်းထဲကနေကျွန်တော်နဲ့ဘီယန်ကာတို့ထွက်လာတာကိုကွက်တိမြင်သွားပါတယ်မင်းတို့ငါနောက်ကိုလိုက်နေတာလားဘီယန်ကာကတက်ပြင်းတစ်ချက်ချပြီးမင်းအရင်ဆုံးဆရာဝန်စီတွားပြတင်တယ်ထင်တယ်ဗနက်စာလို့ပြောလိုက်တယ်ဗနက်စာတကယ်ကိုပောက်ကွဲသွားပြီးဆရာဝန်စီတွားပြရမယ်ဟုတ်လားလို့အော်ဟစ်ကသူမရဲ့လက်ကင်အိတ်နဲ့ကျွန်တော်တို့စီလွှင့်ထူပြီးအယူမတယောက်လိုလာရိုက်ပေမဲ့ကျွန်တော်တို့ကတော့အလွယ်တကူပဲရှောင်လိုက်နိုင်ပါတယ်ဒါအကုန်လုံးနင်တို့လက်ချက်ပဲဘီယန်ကာနေငါရဲ့ project ကိုခိုးတယ်နေငါရဲ့ဘဝကိုခိုးယူသွားတာစူညံတန်တွေကြောင့်တခြားအခန်းကဧည့်သည်တွေပါထွက်ကြည့်ကြတယ်အဲ့ဒီထဲကတယောက်ကဘီယန်ကာကိုမှတ်မိသွားပြီဘီယန်ကာတကယ်ပဲဘီယန်ကာပါလားငါမင်းကိုဘန်နာရေးမဂဇင်းတွေထဲမှာခဏမြင်ဘူးလေကွာမစ္စတာဘီယန်ကာကျွန်တော်တို့နဲ့အတူတက်ပုံလောက်တွေ့ရိုက်လို့ရမလားဗျာမင်းရဲ့စီးပွားရေးအောင်မြင်မှုတမိုင်းကြောင်းတွေကိုကျွန်တော်တို့ကုမ္ပဏီမှာအတူယူလေ့လာနေရတာပါလို့အားတက်တယ်ပြောကြတယ်ချက်ချင်းပဲဘီယန်ကာဟာစီးပွားရေးလောကကလူတွေရဲ့ဝိုင်းဝန်းချီးကျူးမှုကိုခံရပြီးလူအများရဲ့စိတ်ဝင်စားမှုဗဟိုချက်မှဖြစ်သွားပါတော့တယ်ဒီပြကွက်ကိုကြည့်ပြီးဗနက်စာကဒါပါဆန်းလို့လေသူက project ချုပ်ကိုပဲလုပ်နိုင်တာလေတခြားလူတွေမအောင်မြင်ဘူးတာကြားလို့ထွက်သွားစမ်းအကုန်လုံးထွက်သွားကြလို့អော်ပါတယ်အဲ့ဒီတော့မှတခြားလူတွေလည်းဗနက်စာကိုတတိထားမိသွားပြီဒါဘာတူလဲအယူမလားလို့ပြောလိုက်ကြတယ်အဲ့ဒီစကားကဗနက်စာကိုပို့ပြီးဒေါသထွက်စေခဲ့တယ်ငါကစီးပွားရေးလောကရဲ့ပေါ်ထားတဆူများတမိုင်းဝင်အောင်မြင်သူ legend ကွာမင်းတို့အကုန်လုံးကအမိုက်တွေလို့အော်ဟစ်နေတော့တယောက်ရဲ့တိုးထုတ်လိုက်တဲ့လက်ချက်ကြောင့်ဗနက်စာဟာကျမ်းပြင်ပေါ်ကိုပုံမနဲ့လဲကျသွားရရှာပါတယ်သူမဘာမှမတတ်နိုင်တော့တဲ့လူတူကြီးကိုငေးကြည့်ရင်ဗနက်စာရဲ့ရင်ထဲမှာရုန်းကန်ခြင်းနဲ့စိတ်ဓာတ်တွေအကုန်လုံးပျောက်ဆုံးသွားပါတော့တယ်သွားကြရအောင်ကလက်ကဝန်ထမ်းတွေဒါကိုရှင်းလိမ့်မယ်လို့ပြောပြီးလူတွေကုန်ထွက်သွားကြပေမဲ့ဗနက်စာတယောက်တည်းကတော့အဲ့ဒီနေရာမှာတင်အကြာကြီးမိန်မောပြီးကြံရစ်ခဲ့ပါတော့တယ်မကြခင်အချိန်တန်ကြာတော့ကျွန်တော်တက်ကြီးရွယ်ဦးစောက်ရှောက်ရေးဂေဟာတစ်ခုစီရောက်လာခဲ့တယ်မစ္စတာစတာလင်မစ္စတာဟေးစီကိုထပ်ပြီးလာလဲတာပေါ့မစ္စတာဟေးကတော့အခုတလောကျမ်းမာရေးပြန်ကောင်းလာပါတယ်ဒါကမစ္စတာစတာလင်ရဲ့ကောင်းမွန်တဲ့စီစဉ်ပေးမှုတွေကြောင့်ပါပဲဗျာလို့ဂေဟာမှုကဆိုပါတယ်
ဝရက်တကားကိုဖွင့်လိုက်တာနဲ့နန်စော်နေတဲ့အနက်သက်တွေကထွက်လာပါတယ်ထရစ်စတန်ဟာကတင်ပေါ်မှာမုတ်စိတ်မွေးတွေပုတ်ပုတ်နဲ့အရင်တုန်းကအမွေခံသခင်လေးရဲ့အတွင်ပြင်လုံးဝမရှိတော့ပဲစုတ်ချလာပါတယ်အားနာလိုက်တာမစ္စတာစတာလင်ရဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကတိတ်အလုရှုံနေလို့မစ္စတာဟေးကိုရေချိုးပေးဖို့မေ့သွားတာပါအခုချက်ချင်းလူတစ်ယောက်ကိုလှုပ်ပြီးရေချိုးပေးလိုက်ပါမယ်ရပါတယ်ခင်ဗျားတို့လည်းအလုရှုံနေတာပဲဟာလို့ကျွန်တော်ကဖြေလိုက်တယ်ဒီဟာမှုကစိတ်အေးသွားတဲ့ပုံစံနဲ့မစ္စတာစတာလင်ကတကယ်ကိုစိတ်ထားကောင်းပြီးတစ္ဆာရှိတာပဲသူ့ရဲ့မိဘရင်းတွေတောင်သူ့စီလာမကြည့်ကြတော့ဘူးဒါပေမဲ့မစ္စတာစတာလင်ကတော့ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီးသူ့ကိုဒီမှာလာထားပေးတာတကယ်ကိုကျင်နာတတ်တဲ့သာသနာပြုပုဂ္ဂိုလ်ကြီးပါပဲဗျာလို့ချီးကျူးရှာတယ်ကျွန်တော်ရင်ထဲမှာတော့ခက်ဖောက်ခွရင်မောလိုက်မိတယ်အကယ်၍ဒီနေရာကပတ်စံပဲယူပြီးဘာမှမလုပ်ပေးတဲ့နေရာသူအသက်ရှင်နေုံပဲအာမခံပြီးဘဝကိုကောင်းကောင်းမွန်မွန်မဖြတ်တန်းနိုင်တဲ့နေရာဆိုတာကိုဒါငါကြုံမသိခဲ့ရင်ငါဘာလို့ထရစ်စတန်ကိုဒီနေရာမျိုးစီပို့ပါမလဲပြီးတော့ကျွန်တော်စီစဉ်ထားတဲ့နောက်ထပ်ဝရက်တစ်ခုထဲမှာတော့ဗနက်စာရှိနေပါတယ်မစ္စကာရာကသူ့ရဲ့ဇာတိမြေကိုပြန်သွားပြီးတဲ့နောက်မှာတယောက်တည်းအထီးကျန်ပြီးအားကိုးရမယ်ဖြစ်ခဲ့တာမကြခင်မှာပဲသူမယောဂအပြင်းထန်ခံစားရပြီးပြုစုမဲ့လူမရှိခဲ့ဘူးဆေးရုံကိုရောက်လာတဲ့အချိန်မှာတော့ယောဂကနောက်ဆုံးအဆင့်ကိုရောက်နေပါပြီဆရာဝန်ပြောတာတော့သူမမှာအချိန်တိတ်မကျန်တော့ဘူးတဲ့နှုတ်ဆက်ပါတဲ့ဗနက်စာပြီးခဲ့တဲ့ဘဝတုန်းကတော့မင်းစတာလင်ရဲ့အစည်းအဝေးခန်းမထဲမှာငါရဲ့မိဘရရှိတင်စတာလင်ကုမ္ပဏီကြီးဒေဝါလီခံသွားပြီးဖြစ်ကြောင်းဒေတန်းစာဖက်ပြတယ်လို့မျိုးလာကြီးညာခဲ့တာပေါ့မင်းစီးပွားရေးမှာအချစ်မရှိဘူးအမျက်ပဲရှိတယ်လို့ပြောခဲ့တယ်မဟုတ်လားဒါပေမဲ့ဒီဘဝမှာတော့အမျက်တွေလည်းကုံဆုံးသွားပြီးအချစ်တွေလည်းပျောက်ကွယ်သွားပြီးမင်းအတွက်ကြံခဲ့တာကတော့ဒီဆေးရုံကူတင်တေးသေးလေးတစ်လုံးပါပဲဝစ်ဆိုတာလဲတက်တယ်ဒါမင်းနဲ့ထိုက်တန်တဲ့ရလဒ်ပါပဲတလအကြာမှာတော့နှစ်ချုပ်စီးပွားရေးလောကထူးချွန်စုပေးပွဲအခမ်းအနားမှာအစီအစဉ်တင်ဆက်သူကဒီနေ့ရဲ့အကောင်းဆုံးစီးပွားရေးကောင်းဆောင်စုရရှိသူမစ္စဘီယန်ကာကိုစင်မြင့်ထက်ကိုတက်ရောက်စကားပြောဖို့ဖိတ်ခေါ်လိုက်ပါတယ်လက်ခုပ်တန်တွေကြားထဲကနေဘီယန်ကာဟာစင်မြင့်ထက်ကိုရှောက်လန်းလာခဲ့တယ်အကဲဖြတ်ဒိုင်လူကြီးမင်းတွေကိုကျေးဇူးတင်ပါတယ်ကျမရဲ့ team ကိုလည်းကျေးဇူးတင်ပါတယ်ပြီးတော့ကျမရဲ့ပါတနာကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောပြီးဖြစ်တဲ့ရက်ကဒီညမှာတော့ကျမရဲ့ပါတနာဖြစ်တဲ့မစ္စတာအက်ဒရင်စတလင်ကိုကျမကိုလက်ထပ်ပါလို့တောင်းဆိုခွင့်ပြုပါလို့ကြေညာလိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲဘီယန်ကာဟာစင်မြင့်အောက်ကဘာမှကြုံမသိပဲအကြောင်းသားဖြစ်နေတဲ့ကျွန်တော်စီကိုတွတ်တွတ်လန်းပြီးရှောက်လာခဲ့ပါတော့တယ်ကဲဒီညတော့ငါတို့ကုမ္ပဏီပူးပေါင်းမှုအဆိုပြုလွှာအကြောင်းကိုအတူတူဆွေးနွေးကြရအောင်